ပုံနာကြီးတယောက်ရဲ့အကြောင်းအရာကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒီအတုရိန္ဒကသုတ်တံဓမ္မကထာဒေသနာတော်ကိုမြမမှုလေးပြုပြီးတော့ပေးထားတဲ့တရားခေါင်းစဉ်ကကြည်တတ်ရင်တရားရပါတယ်တဲ့ဗတ်တရားတဲ့လေကြည်တတ်ရင်တရားရပါတယ်လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမိတရားမနာကြားသေးမိမောင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရောသေးစွာလက်အုပ်ချီးမိုးရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီးပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာရုံပြုနေပါဘုန်းကြီးကဓမ္မတဏပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျူခေါ်ရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်ဥရေတိတာနိလောကိညုသန္တိမာဓမ္မတိရကုပါပါစေတိဣမေသံတုဓမ္မရံတိဓာတုစုဒါနိဣဒာနိဖယာတိဟုသောယရဏသံယုံရောက်တရာပံငုံတို့ဖြာဖြာသံစုံတင်း၍သံဃုံပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြတ်အယောင်နေလာယောင်ထွေထွေလာယောင်တို့ထက်ခရေကရာမကအဝိကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သည်ဖြင့်ကဘာတလွားမှယရဏတရားသည်ဟူသောအယောင်ဝါလည်းရှိတော်မူပါ၏ထသောလောကီညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့တင်မြတ်ရှင်ဗရမလက်တင်ထားတဲ့ကဲ့သို့ပိုင်ချဝေဗံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါဝေဒသောသန္တိမာတကယ်ပါလုံးဝါသာဆုံးထိန်ဆုံးဖြစ်၍စိတ်နှလုံးမြတော်တာလိုခဏမမောလာလည်းတမြောကမန္တိလေးရသည်သံငွေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုမေခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနဲ့ဖိုလ်ဥရိတောင်းတိတ်စီမံမြရောင်ကြီးတဖိန်ဖိန်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီသန္ဒီမှာလေးယုံကိုလှည့်ရ၍လေးရကိုမြန်တော်မူတိတကူမြတ်နန်းနေလာသံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖေရာတော်တွင်မူအမြင်ဘူးအစဉ်ဘုရားအမှုကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေချုပ်ငြိမ်အောင်ယုတ်သိတိမြာစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတဗ္ဗအနိဒာသော၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မတာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသံတုရှေးဘဝဇယိတို့ကြောင့်အေးအများကိုသာကြွ၍နေကြကုန်သောထိုတို့များစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဂုံတော်ညွန့်6ဆုံးကြည်ဘုံတော်6ခန်းတရားတော်ဒီဟုသောမြယောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌံမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်မွေစံတကြီးကြီးတလီလီပပါဝင်၍ထွန်းလင်းတော်မူလဲပါကဘာမောင်မတိ
မြရောင်ညီညွတ်မှုတို့ဖြင့်အထူးကျက်တဲ့မဆုံးနိုင်သည်ရွှေဘုံခိုင်ကိုရောမြတ်ကြီးဖယားမေတ္တာဘုစပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးမဲလိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခံသိတတ္တဝါတွေကိုယ်မှာတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်ရဲ့လည်းကင်းပါစေဘေးအတန်တန်ရံခါသိမ့်တို့ရှောင်းငါဒိန်တို့ငြိမ့်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းကင်းပါစေဆင်းရဲကုန်ခံနိဗ္ဗာန်သံမြန်းနိုင်ပါစေဧတာခဗုဒ္ဓဟောကြားမေတ္တာထားဝါရဲသံပါပေစัจ java လာအနန္တ၌လုံးစုံခံသိနတ်မြမာတွေကိုယ်မှာတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်ရဲ့လည်းကင်းပါစေဘေးအတန်တန်ရံခါသိမ့်တို့ရှောင်းငါဒိန်လို့ငြိမ့်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လည်းကင်းပါစေဆင်းရဲကုန်ခံနိဗ္ဗာန်သံမြန်းနိုင်ပါစေဧတာခဗုဒ္ဓဟောကြားမေတ္တာထားဝါရဲသံပါပေသဗ္ဗိတိယောဝုဇန္တုသောကောရောဂဝိနာတတုမာတေဘဝန္တန္တရာယဒုက္ခိတိကာယူကောဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရေဥသမြဘုံတို့သည်ဝေဝေသံတုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘဝန္တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတောကိုယ်စိတ်နှပြကြမ်းမှချမ်းသာဝမ်းသာကြကုန်မည်ဖြစ်၍ဒီကာယုကာသက်ရာတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့ညဓမ္မသဘင်ကိုခုချိန်ကစတင်ပြီးတော့ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုယ်ရည်ရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ညဟောမဲ့တရားပြည့်တိုင်းတရားကောင်းစဉ်ပေးရတာပါတယ်လေကြည်တတ်ရင်တရားရပါတယ်ဘာတရားဟောမှလဲမကြည်တတ်တော့တရားမရဘဲနဲ့ဒေါသတွေပွားလို့
ရိုက်ကြနှက်ကြချိုးကြပေါက်ကြပစ်ကြဘာမှလဲစီးခိန်ပွဲမှာဘယ်ပွဲမှာလဲဘုရားသားရဲ့ဒီကိညာစီးခိန်တရားဟောမလို့ဘာတရားဟောမလို့စီးခိန်တရားဟောမလို့ဘုရားသားရဲ့စီးခိန်ပွဲနဲ့တိုက်ပြီးတော့စီးခိန်တရားဟောမလို့ဒါကြောင့်တရားကောင်းစဉ်လေးပေးတာကြည့်တတ်ရင်တရားရတယ်ကြည့်တတ်ရင်ဘာလဲကြည်ရရင်တရားရတယ်မကြည်ရရင်ဒေါသတွေပွားတယ်ဒေါသရဲ့အဖြစ်ပါဖြစ်ဒီမကြီးတယောက်ဘုန်းကြီးလျှောက်ဘူးတယ်ရှင်ဗျာတဲ့တပည့်တော်မောင်ဟာကျောင်းဆရာဗျာတဲ့ဒေါသသိကြီးတာအဲ့ဒါဒေါသနဲ့ပတ်သက်ပြီးတော့တရားလေးပါလေးဟောပါဦးဗျာဟောပါဦးဗျာသူကလည်းလျှောက်တာပဲပြည့်တဲ့5နှစ်ရှိပြီဒေါသနဲ့ပတ်သက်ပြီးတော့တရားကလည်းသဘောမှမဟောဖြစ်ဘူးအဲ့ဒါဒီနေ့ဘာဖြစ်လို့ဒီတရားဟောဖြစ်သွားတာတော့ဆိုတော့ဘုန်းကြီးတွေညာတိုင်းတရားဝဲရှိတယ်တရားဝဲရှိတော့ဗာစီကိန်းတွေဆက်ကိန်းတွေဘာတွေမှတော့မသိဘူးဘာတွေမှဘာမှမသိဘူးအဲ့ဒါသူများတွေပြောတယ်ကြားတာဟာဗမာလဲရှုံလဲရှုံတော့ဘုရားတိုင်းတခါလဲပွင့်နေမှာဒေါသတွေဖြစ်ပေါက်ခွဲရိုက်ခတ်နဲ့အကုန်လုံးမိတွေရှိုးခေါ်ခုံတွေရိုက်ချိုးနဲ့ဒေါသတွေဖြစ်ကြဘာတွေဖြစ်ကြတယ်ငိုတဲ့လူတွေကငိုဖြစ်ပုံတွေကပရိသတ်တွေဒီစီကိန်းဘွယ်တော်ကြီးမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေစိတ်ထိခိုက်ခံစားမှုတော်ပြင်းထန်တာပောက်ကွဲကြတာတွေကြည့်ပြီးတော့ဒေါသတရားကမ္ဘာအလယ်မှာမြန်မာတွေဟာတဲ့ဒေါသကြီးတာပါလားသူတို့ကိုယ်ပဲနေတဲ့ဆရာတော်သံဃာတော်တွေကလောဘမကြီးနဲ့ဒေါသမကြီးနဲ့ဆိုပြီးတော့ဒီလိုပြောပြီးဆိုပေမဲ့လို့ဘယ်လိုလဲဒေါသတွေကြီးနေပါလားပတ်ဝန်းကျင်နေနဲ့မြင်လည်းပဲပြည့်တိုင်ဒါကြီးကအမြင်မတော်တော့ဒေါသတရားဟာကြောက်စရာကောင်းကုန်လေဘုရားလောင်းတော်ကြီးများတော်မှာဒေါသတရား6နော်ပြောမယ်ဇတ်တော်ဝိတ္တန္တရာဇတ်တော်ပါလာမယ်ဗဇတ်တော်ပါလာမယ်ဘုရားလောင်းတော်ရဲ့ပါရမီဖြည့်ရဝိတန္တရာဇတ်တော်ကြီးလည်းဒီနေရာမှာတချို့တွေထုတ်ပြီးတော့ပြောမယ်ဒီနေ့ညတရားဟာမှတ်ထားပြီးတိုင်ဒေါသရဲ့အကြောင်းကိုပြောမလို့ဘာကြောင့်ပြောမယ်အဲ့တော့လောကထဲမှာမုန်းစရာအကောင်းဆုံးလူဘယ်သူလဲလို့မေးရင်တချို့ဟာပြောလိုက်မယ်ပြည့်တိုင်အသားကမဲ့နှုတ်ခမ်းကတွဲပြီးတော့မြဲပြဲဆွေဆောင်နှာခေါင်းပွားပွားအရှက်ပုပုနဲ့ဒီလူဟာကိုနားလာထိုင်ကြည့်ပါမုန်းစရာကောင်းငါနားလာထိုင်တော့လာလာပါပါချောချောမောမောမျိုးသမီးလေးဖေးနာမှာအသားကလည်းနဲတယ်ဖြူလားမဲလားအသားမဲတော့ကျွဲနေလူတာပေါ့ဘာနဲ့တူတယ်အသားကလည်းမဲတယ်နှုတ်ခမ်းကလည်းတွဲတယ်မြက်ပြဲဆွေဆောင်တဲ့မျက်စိကလည်းဆွေဆောင်နေတယ်နှာခေါင်းကလည်းပွားတယ်အရကလည်းပူတယ်အဲ့ဒီလူတယောက်ဝိသတ်တဲ့ကိုနာမှာလာထိုင်ရင်အဲ့ဒီအမျိုးသမီးကပြုံးနေမှလားမျက်ဆောင်ထိုးမှလားထိုင်ရရှာလို့လာလိုက်ရင်ရုပ်ကိုကမုန်းစရာကောင်းလိုက်တာမပြောဘူးလားမုန်းစရာကောင်းတယ်လို့ပြောတယ်ဝိသတ်တဲ့တကယ်တမ်းကျတော့အဲ့ဒီပုဂ္ဂိုလ်ကမုန်းစရာမကောင်းပါဘူးတဲ့အရှုံးဘလောက်ဆိုးဆိုးသူ့မှာချစ်စရာတကွက်တော့ရှိတယ်တဲ့တကယ်တော့လောကထဲမှာမုန်းစရာကောင်းဆုံးသူကဘယ်သူလုံးဆိုရင်ပိဋကတ်တွေဒေါသအမြဲချောင်းထွက်နေတဲ့သူဒေါသကြီးတဲ့ပုဂ္ဂိုလ်တိတ်မုန်းစရာကောင်းတဲ့သူတဲ့အဲ့တော့ပိဋကတ်တွေဒေါသနဲ့ပတ်သက်လို့ဘုန်းကြီးတို့တရားဓမ္မတွေကြားဖို့နေတာဆရာတော်သံဃာတို့တွေလည်းဟောနေတာဟဲ့လောဘဟဲ့ဒေါသဟဲ့မောဟကြားဘူးလားဒါကြီးကအုပ်စုကြီးကြားကြီးကခေါင်းဆောင်ကြီး၃ခုပုရုဇဉ်တို့ရဲ့သဏ္ဍာန်မှာဒီလောဘဒေါသမောဟလောဘဒေါသမောဟလောဘဒေါသမောဟကြားဘူးနေတယ်လောဘကြားဘူးတယ်တန်ရောစဉ်ကြားဘူးတယ်တဏှာကြားဘူးတယ်ယာကကြားဘူးတယ်လောဘတစ်မျိုးတည်းကိုခေါ်လာတာပဲတဲ့လောဘလို့ခေါင်းစဉ်တတ်ပေမဲ့လို့တဏှာလို့ခေါ်တယ်တန်ရောစဉ်လို့ခေါ်တယ်ရာဂလို့လည်းခေါ်တယ်နာမည်တွေမျိုးမျိုးသွားတယ်
ထိုနည်းတူစွာပဲပရိသတ်ဒေါသကလည်းပဲနာမည်တွေမျိုးမျိုးရှိတယ်တဲ့ဒေါသရဲ့အမိကွဲတွေပါအမိကွဲတွေလဲအဲ့တော့နံပါတ်1တစ်ခုပြောမယ်ပရိသတ်ရဲ့နံပါတ်1ဒေါသရဲ့အမိကွဲတစ်ခုကဗျာပစ္စဗျာပစ္စပါတယ်လဲပြောကြည့်ဒေါသနဲ့ပြောနေတဲ့ကြားတယ်နားတယ်မှာအဲ့ဒီနောက်ကနေပြီးတော့သူ့ကိုဒေါသလို့မခေါ်တော့ဘူးပရိသတ်ဗျာပစ္စတဲ့ဗျာပစ္စဆိုတာဘာလဲပကတိသဘောကိုစွန့်တယ်ဟောဗျာပစ္စဆိုတဲ့ပါဠိစလုံးကိုမြန်မာလိုပြန်ရင်ပကတိသဘောကိုစွန့်တယ်ပါတယ်တော့ပြောလိုက်ပါငါဟာဒီတစ်ခုမှမရှိတော့ဘူးစွန့်မလိုက်သေးတယ်ဒေါသဝင်လာရင်ပရိသတ်တွေယုံရောစိတ်ပါနှစ်ခုလုံးကိုစွန့်တာတေချာနာထောင်ဒေါသဖြစ်လာပြီဆိုရင်ယုံရောစိတ်ရောနှစ်ခုလုံးကိုစွန့်တတ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုဗျာပစ္စလို့ဒီလိုပါဠိစာပေများမှာသုံးပါတယ်အဲ့တော့ယုတ်ကိုစွန့်တယ်ဆိုတာပရိသတ်ငကိုကဘလောက်ပင်ယုတ်ချောတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေဒေါသဝင်လာပြီဒေါသတွေဖြစ်လာပြီဆိုရင်မျက်နှာကရှုံးသွားလာတယ်မျက်နှာဘာဖြစ်လာတယ်လဲအသားရည်တွေကလည်းကြမ်းတမ်းပြီးတော့နီလာတယ်မျက်ထောက်ကြီးကလည်းနီလို့ဟောဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ကငကိုကဘလောက်ပင်ချောပါတယ်ဒီတိုင်းရုပ်ကိုစွန့်သွားတာဘာကိုစွန့်သွားတာသူကြည့်လိုက်မျက်ထောက်ကြီးနီးပြီးတော့စားရမလို့ဝါရမလို့ကြည်တတ်တယ်အဲ့ဒါရုပ်ကိုစွန့်တာဘာကိုစွန့်တာငကိုကလှနေတဲ့ရုပ်ငကိုကချောနေတဲ့ရုပ်ဟာပြေးတိုင်းဒေါသဝင်လာရင်မလှတော့ဘူးတဲ့မချောတော့ဘူးတဲ့ဒါကြောင့်ရုပ်ကိုစွန့်တာဘာကိုစွန့်တာဒါကြောင့်ဗျာပစ္စတဲ့ဘယ်လိုပြောလဲဗျာပစ္စလို့ခေါ်တဲ့ပဂတိသဘောကိုစွန့်တယ်နောက်တစ်ခုပြေးတယ်စိတ်ကိုလည်းစွန့်နေတယ်ဘာကိုလည်းစွန့်နေငကိုကစိတ်ကောင်းဘလောက်ပင်ရှိပါစေဒေါသဖြစ်လာပြီဆိုရင်ဘိသတ်တွေအဲ့ဒီစိတ်တွေပျောက်ပြီးတော့ကြမ်းတမ်းတဲ့စိတ်တွေဖြစ်လာတယ်တဲ့ကိုယ်တည်းနေမှမကြီးမှလည်းမသိတော့ဘူးအမေမှလည်းမသိအဖေမှလည်းမသိတော့ဘူးဒေါသကြီးလာတဲ့ပုဂ္ဂိုလ်ဟာစိတ်ကိုလည်းစွန့်တော့တာဘာကိုလည်းစွန့်လဲဒါကြောင့်ဆိုလိုက်စမ်းမှာဒေါသဝင်လာချောယုတ်မှာကျမ်းလာပြောင်းတော့တာဒေါသဝင်လာချောယုတ်မှာကျမ်းလာပြောင်းတော့တာစိတ်ကောင်းရှိသူဒေါသမူဝင်မှုစိတ်ကောင်းပြောင်းတော့တာစိတ်ကောင်းရှိသူဒေါသမူဝင်မှုစိတ်ကောင်းပြောင်းတော့တာအဲ့ဒါလေးသက်တည်ပြမယ်ဘိယတိုင်းဝိသန္တရာဇတ်တော်ကထုံမယ်ဝိသန္တရာတဲ့မတ္တိတဲ့ဇာလီတဲ့ခနာသိတဲ့မြတ်စွာဘုရားအလောင်းတော်နဲ့ရသောတရားတို့ရာဟုလာတို့ဥပ္ပလုံထေမာကြီးတို့အလောင်းတော်၄ပါးပါရမီတော်ဖြည့်ရကာလအဲ့ဒါလေးတစ်ချက်ပြောမယ်ဘိယတိုင်းဘုန်းကြီးတို့မြတ်စွာဘုရားဟာပါရမီတော်ဖြည့်တဲ့နေရာမှာဘယ်ကနေစတော့ဆိုရင်ဒီပင်ကရာဘုရားခြေရင်းကစသူမေတ္တာယသိဆိုတာကြားဘူးတယ်မလားကိုယ်ကိုဝိစင်တရားခင်းတဲ့ရှင်ရင်းမြတ်စွာဒီပင်ကရာကကဗ္ဗံဗဒ္ဒနောင်ကာလ၌ဗုဒ္ဓတဆူဖြစ်လေမူလီခွန်ကျူးကျိုးများနှုတ်တော်ဟာဒီနိယတခေါ်ပြပွဲပြဒိဋ္ဌောအောင်မကိုဒီပင်ကရာမြတ်စွာဘုရားခြေတော်ရင်းမှာသူမေတ္တာယသိဘဝကစပြီးတော့ဘုရားဖြစ်မယ်ဗျာဒိဋ္ဌကမိတ်ကြတာကြားပြီးတော့အဲ့ဒီဘဝကစကိုပါရမီတော်တွေဖြည့်တာဘိသိဝိဇိနံတော်ဒရတခိပထမံဒါနပါရမိဘုရားလောင်းတော်ပါရမီ7ပါးဖြည့်တဲ့နေရာမှာဒါနပါရမီစဖြည့်လိုက်တာဘိသိ
နောက်ဆုံးဇတ်တော်ကဝေသန္တရာဇတ်တော်ဘာဇတ်တော်လဲဝေသန္တရာဇတ်တော်မှာဘုရားလောင်းတော်ဌာနပါရမီနဲ့ပြန်ပြီးတော့ပါရမီခန်းကိုပြန်သိမ်းတယ်အဲဒါဌာနနဲ့ပြန်သိမ်းတာဘုရားလောင်းတော်အဲ့တော့ဝေသန္တရာမင်းကြီးဘဝကဒါလီတဲ့ခနာစိမ့်နဲ့သားတော်နဲ့သမီးတော်ဘာနဲ့လဲသားတော်နဲ့သမီးတော်ကိုအလှလာခန္ဓာကိုပုံသားကြီးကဘယ်လိုတော့ကိုအမျိုးကိုမေ့နေသေးတယ်စုစကားပုံနာဘယ်သူလဲဘယ်သားရဲ့အဲ့ဒီစုစကားပုံနာကြီးဘုရားလောင်းတော်ထံမှာသားတော်နဲ့သမီးတော်ကိုအလှလာခံတော့ဘုရားလောင်းတော်ကသားတော်တို့သမီးတော်တို့ခမဲတော်ရဲ့ပါရမီတော်ပူကြီးလို့ဖြေသောအပြင်လိုက်သွားကြပါကွယ်ပုတ္တပရိစ္ဆာကသားနဲ့သမီးအဲ့ဒီတော့ကသားတော်ကရာဟုလာအလောင်းသမီးတော်ကဥပ္ပလုံထေမကြီးအလောင်းတခါတည်းသားတော်နဲ့သမီးတော်လက်ဆွဲပြီးတော့သုဇကပုံနာရဲ့လက်တော်ရည်သက်သွန်ချပြီးတော့ဘုရားလောင်းတော်လှူလိုက်တော့ပြည့်တဲ့ပုံနာကခလေးလေးကိုຫນွယ်ကျိုးနဲ့တုပ်သွားတာဘာနဲ့တုပ်သွားတာຫນွယ်ကျိုးနဲ့တုပ်သွားပြီးတော့ခလေးလေးရိုက်တာနဲ့ခလေးတွေကလည်းဘယ်လိုက်ရှင်မလို့ခမဲတော်ဘုရားသားတော်တို့သမီးတော်တို့မလိုက်ပြရစေနဲ့ဘုရားခမဲတော်ဘုရားနဲ့ဟာကြွကိုညံနေတာပရိသတ်ရေသာသနာတော်ကြီးဖြစ်ပေါ်ဖို့လို့လွယ်နဲ့ပေါ်တယ်မထင်နဲ့ရာဟုလာတို့လည်းကျိန်နဲ့ရိုက်ခံခဲ့ရတယ်ဥပ္ပလုံတို့လည်းပဲအဲ့ဒီလိုစုစကားပုံနာရိုက်တဲ့ကျိန်လုံးအောက်ကနေပြီးတော့အလောင်းတော်ရဲ့ပါရမီတော်တွေကိုဖြည့်ကျင့်တော်မူခဲ့ကြရသည်သာသနာလွယ်နဲ့ပေါ်တယ်မထင်နဲ့အနစ်နာခံခဲ့ရတဲ့ပုဂ္ဂိုလ်တွေအများကြီးဒါနဲ့တို့ပြောဆိုအဲ့ဒါတကားလည်းကျိန်နဲ့ရိုက်ပြီးတော့နဲ့တုပ်ပြီးတော့ခေါ်သွားကလေးတွေကလည်းယုံနာပေါ့ဗျပုံနာအုပ်ကြီးအဲ့ဒါယုံတဲ့အခါကျတော့ပုံနာကဆောက်ဆွဲကလေးတွေကယုံတော့အဲ့ဒီမှာຫນွယ်ကျိုးကျွတ်သွားတာဘာကျိုးကျွတ်သွားတာຫນွယ်ကျိုးကျွတ်သွားတော့ကလေးတွေကဝတ္တန္တရာမင်းကြီးထံပြန်ပြေးလာတယ်ခမဲတော်ဘုရားသားတော်တို့မလိုက်ပြရစေနဲ့ဘုရားသားတော်တို့မထည့်လိုက်ပါနဲ့ပြန်ပြေးလာပြီးတော့အဲ့ဒါဘုရားလောက်တော့ဝတ္တန္တရာမင်းကြီးထင်ရင်တခါတော့ဝတ်ရှိတခါတော့ပုံနာကြီးကနောက်ကလိုက်လာတာလိုက်လာပြီးတော့ဘာလို့လဲဘုရားရဲ့အဲ့ဒီຫນွယ်ကျိုးနဲ့ဇာလီနဲ့ခဏစိန်တို့ကိုကျိုးနဲ့တုံပြီးတော့ဖယားအလောင်းတော်ရှေ့မှာနေရိုက်တော့တာအဲ့ဒီအကြိုက်ရိုက်တာဒေါသဝင်လာပြီဘုရားရဲ့ဝတ္တန္တရာမင်းကြီးဖယားအလောင်းတော်အရှင်းအမှပါရမီဖြည့်ပြီးသားအလောင်းတော်ကြီးတောင်မှစစ်ထဲမှာဘလို့ဖြစ်သွားတော့ဆိုတော့သာသမီထိလာတဲ့အခါကျတော့ဒီပုံတော့ငါတတ်ပြီးတော့ငါသားတော်သမီးတော်ယူရကောင်းကြောင်းသားနဲ့ပြေးပြီးတော့တန်လေးရဆွဲမလို့တော့ဖတ်ဆိုတတိပြောင်းလာအလိုငါဘုရားအလောင်းဣဒံမေပုံညာသဗ္ဗညုတညာနာတပစ္စယောဟောတုဤကောင်းမှုရည်သည်သဗ္ဗညုတဉာဏ်ကြီးရဲ့ထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့ငါသားတော်နဲ့သမီးတော်ကိုလူတဲ့ပြီးပြီထက်နေပါပြီလို့ဒေါသဖြစ်ရတာလေဒေါသဖြစ်ရအလောင်းတော်များကြတော့အေးတဲ့ချက်ချင်းဖြစ်ရင်ချက်ချင်းထိနိုင်လားမထိနိုင်ဘူးလားဒါကြောင့်ပါရမီပြည့်ပြီးတာအလောင်းတော်ကြီးများတော့မှအေးတဲ့ဒေါသရံသူကတော်တော်ကြောက်เสียကောင်းတယ်ဝတ္တန္တရာဇတ်တော်မှာသားတော်သမီးတော်ထိလာတော့မခံနိုင်တော့ပုံနာတတ်မလို့ကိုလောက်တာလေအဲ့ဒီချက်ဒီပုံနာတတ်ပြီးတော့ငါသားတော်သမီးတော်ငါပြန်ယူရရင်ကောင်းမလားလို့အဲ့ဒီလိုတော့မှလောင်းတော်ကြီးဖြစ်ဖို့တဲ့ငကိုကကောင်းနေတဲ့စိတ်ဟာဘယ်တိုင်းဒေါသဝင်လာရင်ကောင်းနေတဲ့စိတ်ကိုစွန့်တတ်သည်ဒါကြောင့်မို့လို့ဗျာပစ္စာတဲ့ဒေါသကိုဘာလို့ခေါ်လဲအေးပဂတိသဘောကိုစွန့်တယ်အဲ့ဒါလေးတစ်ချက်မှပါပြောရလည်းပြောတယ်ဟိုလေဒေါသတာကြီးတာတဲ့စိတ်တန်တူတာတဲ့လူကအမလီစိတ်ကောင်းတယ်တဲ့ဟောစိတ်တူမှတော့ကောင်းမလားဘုရားရဲ့ကောင်းနေလားမကောင်းတော့ဘူးနောက်တဲ့ကဘုရားတဲ့ဒေါသရဲ့နာမလေးတစ်ခုပြောမယ်စံဒိတ်ကဘာလဲပြောတို့ကြားဘူးနေတာဒေါသကြီးကြားဘူးနေတာပဲသို့တော်ဘုရားတဲ့သူ့ကိုနာမည်တစ်မျိုးခေါ်တယ်စံဒိတ်ကဘာလဲကြံကြုတ်တယ်တဲ့ကြံတန်းတယ်တဲ့သံတိတ်ကဆိုတဲ့ပါဠိစလုံးမှာ
မြန်မာလိုကြမ်းကြုတ်တယ်လို့ဘာသာပြန်ရတယ်နားထောင်အမတန်ရင်ကြီးသိမ်မွေးတဲ့မြန်မာဆန်တဲ့မိန်းကလေးတယောက်ဥပမာပေးပြီးပေးလိုက်ကြမ်းကြုတ်ကိုပြောမယ်။အိုးသပင်စီလေးနဲ့တဏခါပကွယ်ကြားလေးနဲ့ရင်မုံအိမ်ကြီးလေးနဲ့ချိတ်ထမိန်လေးနဲ့မတန်ရင်ကြီးတယ်ရွာထဲမှာလည်းအနေထိုင်တော်တယ်သွားလာလာတိတ်တိတ်မွေ့မွေ့ပြောတာဆိုတာလူကြီးသူမှလေးလေးစားစားနဲ့ရင်ရင်ကြီးကြီးသိမ့်သိမ့်မွေ့မွေ့တဲ့နေတဲ့မိန်းကလေးတယောက်ပေးသားရင်အတုပညံနေနေဝင်ပြုတ်ပြုတ်မိုးချုပ်စအစိမ်းမှာအမေကမအားလို့တဲ့အသမီးရဲ့ဟိုမှာအတုပကိုလိုက်သွားလိုက်သားမှာဆိုအမေကအတုပကိုလို့အတုပကိုလိုက်သွားပြီးတဲ့ပြန်လာတော့သုတ်တန်ကနေပြီးတော့တရေကတ်လာတယ်ဘာကတ်လာတယ်ဥပမာပေးနေတာဘာပေးနေတာလဲသုတ်တန်ကတရေကတ်လာတယ်တရေကတ်လာတဲ့ကပေးတတ်တယ်အဲ့ဒီနူညံပါတယ်ဆိုတဲ့သိမ်မွေ့ပါတယ်ဆိုတဲ့မြန်မာဆန်ပါတယ်ဆိုတဲ့မိန်းကလေးငြိမ်ငြိမ်နေသေးလားဘယ်လိုဖြစ်လာကြမ်းလာတယ်ဘာဖြစ်လာလဲအိုးတခါနဲ့အိမ်မော်တက်လာပြီးတော့တိုင်းနဲ့ဝင်ဘူးတခါနဲ့ခေါင်းတွေလက်တွေတုံလာဟုတ်လားတရေဝင်ဘူးလားမြင်ဘူးတယ်မဟုတ်လားမမြင်ဘူးလားမမြင်ဘူးနတ်ဘူးတာမြင်ဘူးလားမြင်ဘူးတယ်အဲ့ဒါကြတော့နတ်ဘူးတာမြင်ဘူးလားနတ်ဘူးတာမြင်ဘူးတော့နတ်ကလက်ဟုတ်ရှိပြီးတာနဲ့တိုင်းနဲ့သူ့ကောင်းသူမရိုက်ဘူးလားရိုက်ပြီးတဲ့အခါခေါင်းကငြိမ်လေးလားဘယ်လိုဖြစ်နေလဲတုံလာတယ်ဘာဖြစ်လာလဲပြေးတယ်ဒါကြောင့်ဟိုမှာမိုးဒီပြောတာပေါ့နင်တို့မေးတာကြီးငါမြန်ပေးတယ်ကနတ်ဘူးကတော့ခေါင်းညောင်းနေဟုတ်လားဒါတော့ခေါင်းတုံလာတာပဲမဟုတ်လားကောင်းတုံလေတုံဖြစ်ပြီးတော့မျက်လုံးကြီးမှဲပြီးတော့တခါတည်းတိုင်းနဲ့သူ့ကိုယ်သူလည်းရိုက်ကျန်းလာတာပြေးတယ်မကြမ်းဘူးလားမြန်မာဆန်တဲ့ဆိုတိမ်ဝေးတဲ့ဆိုဘာမလဲသပင်ခုနတုန်းကပြီးသဘာလေးနဲ့တပတ်ရှိုးကလေးနဲ့မလေးသပင်ကြီးလည်းဖားလာချလို့ကျန်းလာဘာဖြစ်လာတာလဲပြေးတယ်ဥပမာပေးနေတာဘလူးသဘက်ဝင်ပူလာရင်ပြေးတတ်တယ်အမတန်သိမ်မွေးသွားတယ်ဆိုတဲ့မြန်မာဆာပါတယ်ဆိုတဲ့မြန်မာအမျိုးသမီးတွေလည်းပဲမြန်မာမဆာနိုင်တော့ဘူးကြာညာတန်းတန်းနေဖြစ်ပြီးတော့အမေကဟက်ကောင်မလို့ပြောဟာဘာမှလည်းမသိဘူးသူကတရေကနေသလိုလိုဘလူးကနေသလိုလိုနတ်ဝင်နေသလိုလိုနဲ့ဒီလိုဖြစ်လာတဲ့အခါမှာဘုရင်တိုင်ကိုယ်အမူအရာတွေနှုတ်မူအရာတွေကြမ်းတမ်းပြီးတော့အယူလိုဖြစ်သွားတာအဲ့ဒါကိုဘုန်းကြီးတို့စာပေမှာဘုရင်တိုင်အယူ၈မျိုးရှိအယူ၈မျိုးထဲမှာရက်ခုံမတ္တကတဲ့ဘလူးယူနေတာဝင်ပူးနေတာယူနေတာပူးနေတာအဲ့တော့ပူးတဲ့လူကယူတာပူးတဲ့လူကဘာဖြစ်တာလဲယူနေတာပြေးတတ်တယ်အဲ့ဒါဝင်ပူးတိုင်းနဲ့ယူတော့အဲ့ဒါကိုရက်ခုံမတ္တကလို့ခေါ်တယ်အေးထုံကြီးတူတာပဲအဲ့ဒီဥပမာဘုန်းကြီးတို့ပြေးသားပေါင်းတော်ကောင်းတို့သဘောပေါက်သွားပြီဆိုရင်လည်းပဲဒေါသဝင်ပူးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဒေါသဘလို့ဝင်ပူးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမိဘမှလည်းမသိတော့ဘူးဆရာသမားမှလည်းမသိတော့ဘူးဒါငါချစ်သူပဲဒါငါဇနီးပဲဒါငါသားပဲငါသမီးပဲလို့အဲ့ဒီလိုဘာမှခွဲခြားမသိတော့ဘဲနဲ့ကြမ်းတမ်းတဲ့စိတ်တွေဝင်လာပြီးတော့ရှင်းရတယ်မရဘူးလဲပါးတွေရိုက်တယ်ဒေါသဝင်လာတာဘာဝင်လာတာဒေါသဝင်လာတာခြေထောက်တွေနဲ့ဆောက်ကံမလုပ်ဘူးလားလောက်တာပေါ့ဘေးသားရဲ့အဲ့ဒါဒေါသဘလို့ဝင်ပူးနေတာတဲ့ဘာဘလို့ဝင်ပူးနေတာဘလို့တရေဝင်ပူးနေတဲ့သူကငြိမ့်ငြိမ့်မနေဘဲနဲ့တဆဆတုံးနေသလိုဒေါသဘလို့ဝင်ပူးနေတဲ့သူကလည်းပဲဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဘေးသားကြည့်လိုက်စမ်းမှဒေါသဖြစ်နေတဲ့အချိန်မှာအသားတုံနေတယ်ဘာဖြစ်နေလဲလဲအသားတုံနေတယ်ဒုက္ခဆွဲတယ်ဓာတ်ဆွဲတယ်ဒါကြောင့်ဒေါသဘလူဝင်ပူနေတဲ့ပုဂ္ဂိုလ်ကိုအယူရှိမျိုးထဲမှာဒေါသုံမတ္တကတဲ့ဒေါသုံမတ္တကဘယ်လိုခေါ်လဲဒေါသုံမတ္တကလို့ခေါ်တယ်ဒါကြောင့်ဘိသတိသံကဆိုတာဒေါသကိုခေါ်တာဘယ်သူကိုခေါ်တာဆိုလိုက်စမ်းမှာဒေါသဘလူဝေလာပူ
အယူခေါ်ရတာဒေါသဘလူဝင်လာပူအယူခေါ်ရတာဘလူပူရာခန္ဓာမှာတုံခါနေတော့တာဘလူပူရာခန္ဓာမှာဒုက္ခနေတော့တာဒေါသဖြစ်သူထိုနည်းတူမယူသိကြပါဒေါသဖြစ်သူထိုနည်းတူမယူသိကြပါဒေါသရဲ့အမည်နှမျိုးရသွားပြီဘယ်နှမျိုးလဲဗျာပစ္စာနဲ့သံတိတ်ကဘာနဲ့ဘာနဲ့နောက်တခါပြောမယ်ပရိသတ်ရဲ့နာမသုံးဒေါသရဲ့အမည်ကဝိရောဓပါတယ်လေပြောဝိရောဓဆိုတဲ့ပါဠိစလုံးကိုမြန်မာလိုပြောရင်ဆန့်ကျင်တယ်လို့ဘာသာပြန်ရတယ်ဝိရောဓဆိုတာမြန်မာလိုပြောရင်ဆန့်ကျင်တာဝိရောဓဆိုတာမြန်မာလိုပြောပါတယ်လေဆန့်ကျင်တယ်ဒေါသဖြစ်လာပြီဆိုရင်ဒီလူဟာဘယ်သူနဲ့မှမဝင်ဆန့်တော့ဘဲနဲ့မြင်သမျှလူနဲ့ဆန့်ကျင်တယ်ဒေါသဖြစ်တဲ့လူကဘူးနဲ့မှမတည့်ဘူးဆန့်ကျင်တဲ့သူကသာဆန့်ကျင်တာမဟုတ်ဘူးပြေးတိုင်းသူ့ကိုလည်းလူတွေကဆန့်ကျင်တယ်ဟေးတော့မပေါင်းနဲ့အဲ့ကောင်ဒေါသဖြစ်နေတာမတော်နဲ့အဲ့ဒါဆန့်ကျင်သွားတာပြေးတိုင်းကိုကသူများကိုဆန့်ကျင်တယ်လို့သူ့ကိုလည်းပဲသူများတွေကဝေကနေရှောင်တယ်အားလုံးကသူ့ကိုဆန့်ကျင်တယ်ဒါကြောင့်ဘုန်းကြီးတို့သာပေများမှာကောရောအဋ္ဌာနာသနာတိကောရောဓမ္မနာပတ္တိဘာပြောတာလဲဆိုလို့ချင်းဒီဒေသနာတော်ကဆန့်ကျင်တယ်ဆိုတဲ့နေရာမှာလူတွေကလည်းဆန့်ကျင်တာတွေမဟုတ်ဘူးသူတော်ကောင်းတရားကလည်းဆန့်ကျင်တယ်သူတော်ကောင်းတရားမှလည်းဆန့်ကျင်တယ်သူတော်ကောင်းတရားဆိုတာအမှန်တရားသူတော်ကောင်းတရားဆိုတာဘာတရားလဲအမှန်တရားတဲ့ဒေါသထွက်နေတဲ့သူဟာဘိသတ်တေအမှန်တရားကိုမမြင်တော့ဘူးတဲ့မြင်သလားအမှန်တရားကိုမမြင်မသိတော့အရာရာမှာကိုယ်ကပဲအကောင်းသူတစ်ပါးကအမှားအဲ့ဒီလိုမြင်ပြီးတော့ရှင်းနေတတ်တယ်တဲ့ဆိုလိုက်ပါဒေါသဝင်လာထိုချိန်ခါဆန့်ကျင်လာတော့တာဒေါသဝင်လာထိုချိန်ခါဆန့်ကျင်လာတော့တာသူများဆန့်ကျင်သူကိုမင်းလူရှင်ဆန့်ကျင်မှာသူများဆန့်ကျင်သူကိုပင်လူရှင်ဆန့်ကျင်မှာအမှန်တရားဆန့်ကျင်ညာအမှားမြင်တော့တာအမှန်တရားဆန့်ကျင်ညာအမှားမြင်တော့တာကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်ကယခုလိုညစဉ်ဓမ္မသဘင်တရားဝေကြီးတွေဆင်ရင်ကျင့်ပပြီးတော့ခေါ်နေတော့မြို့သူမြို့သားနယ်သူနယ်သားတွေစုဝေးပြီးတော့တရားနာသွားကြတယ်တဲ့ဘာလို့ကြလဲတရားနာသွားတော့ဘိသတ်ကတ္တဗမြတ်စွာဘုရားတည်င်းသုံးတဲ့ကျောင်းနဲ့မြို့တွေကလမ်းထဲမှာလက်ွက်တွေခြားထားတယ်ဘာတွေခြားထားလဲလက်ွက်တွေခြားထားတော့အဲ့ဒီလက်ွက်ထဲမှာလက်သမားတယောက်နွားတအုပ်နဲ့ဘိသတ်နွားတရှင်းနဲ့ဘာလို့လက်ထွန်းနေတာဘာလို့နေတာလဲမိုးကလည်းချုပ်နေပြီနွားတွေကလည်းအိမ်ပြန်နေပြီခိုင်းမရပေကကလှုပ်တဲ့ခါကျအဲ့ဒီနွားတခါလဲရိုက်တာနဲ့ကတခါလဲနောက်ကနေပြီးတော့ပန့်ချုံနဲ့ထိုးဟာနွားတွေကလည်းပွေတီကတ်နွားတွေဆိုတော့ဘေးတိုင်းမသွားတော့ဒေါသဖြစ်နေတာဘာဖြစ်နေတာလဲ
ဒေါသဖြစ်နေတဲ့အချိန်မှာတရားနာတဲ့ပုဂ္ဂိုလ်တွေကသူ့လည်းသင်းမေကနေဖြတ်ပြီးသွားတယ်။အိုးလက်သမားကြီးလည်းမသိသေးဘူးလားမသိသေးပါဘူးဗျာ။မိုးကြီးချုပ်နေပြီချုပ်ပေါ့ဗျာ။စိတ်တူနေတာကနွားကိုစိတ်တူနေတာဘယ်သူကိုစိတ်တူနေတာငါဒေါသနစ်စီရောက်သွားမယ်ဆိုတာကြားဘူးတယ်မဟုတ်လား။ကြည်ကြားဘူးပြီးတာပဲ။စိတ်တူနေတာကတော့နွားစိတ်တူနေတာပဲပြီးတဲ့သို့တော်လည်းပဲပရိသတ်လူတွေကလက်သမားကြီးမိုးချုပ်နေပြန်နေဘူးလားတွေ့တော့လည်းဘာရလို့မဟုတ်ဘူးလေစကားသမီးပြောကြတယ်လက်သမားကြီးမသိသေးဘူးလားတရားနာမလိုက်ဘူးလားတရားတဲ့အရေးကြီးတဲ့ဘွားကြီးတွေအရေးသွားရှိတာကိုယ့်ကိုအေးအေးရွှေ့မနေဘူးတရားနာမသွားဘူးလားအဲ့ဒါလုံးနေသိကိုးတော့မပါဘူးသူတို့ကသွားပြောတယ်အဲ့ဒါဟိုလက်သမားကသိတူလာဟောဘာဖြစ်လာလဲပရိသတ်နွားစီမှဖြစ်နေတဲ့ဒေါသကအဲ့ဒီမှာတရားနာဖို့ခေါ်တဲ့လူတွေပေါ်စိတ်ရောက်သွားပြီးတော့အဲ့ဒီစိတ်ကအဲ့ဒီတွေမကဘူးမြေတိုင်းကတ္တဗမြတ်စွာဘုရားထံကိုတော့ရောက်သွားတယ်။ကဲခင်ဗျားတို့တရားနာခေါ်ဟုတ်ပါပြီ။ကျုပ်တရားလိုက်နာပဲတဲ့ခင်ဗျားတို့ဘုရားကကျုပ်လည်းလက်ထုံပေးပါလားတဲ့။ကဲမြေတိုင်းအဲ့ဒီကပြောခဲ့တဲ့ဝစီဗေဒကတ္တဗမြတ်စွာဘုရားကိုနင်တို့ဘုရားကငါလဲလန်းထုံပေးမှလားမလိုက်တယ်လေမလိုက်ချင်ဘူးကောင်းကောင်းပြောလိုက်ပါလားကျွန်တော်အားသေးလို့ဘုရားနောက်ညကြပါလားမပြောမရဘူးလားသွားတော့ဘယ်သူသိတာမှလို့ဟုတ်တယ်မို့လားအဲ့ဒါပဲပိဿရဲ့ဒေါသရဲ့အပြစ်တရားအဲ့ဒါပဲဒေါသကတလွန်ကြောက်เสียကောင်းတယ်အဲ့ဒါကတ္တဗဘုရားကငါလည်းလထုံပေးပါလားလို့မေးနေတဲ့ကံဟာဘုရားကိုစော်ကားခဲ့တဲ့ကံဟာဘုရားနဲ့ရှိဗုဒ္ဓံတရခေဂေါရမမြတ်စွာဘုရားလက်ထက်တိုင်အောင်ဘယ်ပဲလဲဒိဋ္ဌကုတောင်ပေါ်မှာနွားနှကောင်းကလည်းမိတွေလောင်နေတယ်ထွန်းထွန်းတွေကလည်းမိတွေလောင်နေတယ်မိလောင်မင်းကြီးထဲမှာမိတွေတကူတစ်ပြောင်ပြောင်လောင်နေပြီးတော့အဲ့ဒီလေသမားပိဋ္ဌာကြီးကပြေးတိုင်းဒိဋ္ဌကုတောင်ပေါ်တက်လိုက်ဆင်းလိုက်နဲ့အမလေးပိဋ္ဌာရဲ့ဆင်းရဲဒုက္ခတွေကိုခံစားနေရတာအဲ့ဒါဒေါသရဲ့အပြည့်ဘာအပြည့်လဲဒေါသရဲ့အပြည့်တဲ့ကိုင်း၃မျိုးရသွားပြီဘယ်နှမျိုးလဲဘာတွေလဲမေ့ပြီရည်တန့်ဆိုရင်မေ့ပင်အောက်မောင်ရောက်လို့ရင်မေ့တာလားရှင်ဆိုကြဟမ်မေ့တာဗျာပိသာရဲ့သံဒိဋ္ဌာရဲ့ဝီရောဓရဲ့မှတ်မိလားမိုက်မကိုရရှိတာပြောတာမှတ်မိတာမို့နောက်တကလာမယ်ပိယသရဲ့အပရိပုံနာဝဆနာအပရိပုံနာဝဆနာဘာလဲပြောကိုတော့အဲ့ဒါတော့နောက်တစ်ခါမမင်းနဲ့ကိုတော့ရေးပြပါဠိရရှိတယ်ရဘူးလို့အပရိပုံနာဝဆနာဘာလဲပြောပါအပရိပုံနာဝဆနာဆိုတဲ့ပါဠိစလုံးကိုမြန်မာလိုပြန်ရင်ပြည့်တဲ့စကားမပြည့်စုံသူဗါတယ်လေစကားမပြည့်စုံသူလို့ဘာသာပြန်ရမယ်တဲ့ဟုတ်ပါတယ်ဒေါသထွက်နေတဲ့သူဟာပြည့်တဲ့သူပြောခြင်းတဲ့စကားကိုပြည့်ပြည့်စုံစုံထွက်အောင်ဘယ်တော့မှမပြောနိုင်ဘူးတဲ့ဟုတ်လားမဟုတ်ဘူးလားစိတ်တိတ်တုန်နေတဲ့လူတယောက်မေးတယ်စကားပြောတော့မယ်အဲ့ဒါကအပြည့်စုံမထုတ်ဘူးတဲ့ဥပမာဘာနဲ့ပြေတော့ဆိုရင်ရေတန့်ဘူးထဲမှာရေတွေအပြည့်ထည့်ထားတယ်ရေတန့်ဘူးထဲမှာဘာလဲရေတန့်ဘူးထဲမှာရေတွေအပြည့်ထည့်ထားတယ်အဲ့ဒီရေတန့်ဘူးထဲကရေတွေကိုပြေးတတ်တယ်တအားနဲ့အရှိန်နဲ့သွန်ချလိုက်လို့ရှိရင်ရေတွေဟာထွက်ခြင်းအားကြီးနဲ့ရေထွက်လာတဲ့အတန်းကဘလုဘလုနဲ့ဖြစ်မနေဘူးလားဒီုံလားခါပါရေတမ်းမှုကြီးတဲ့သွန်ကြီးနဲ့ခါရေတမ်းမှုတွေကရေကိုဖြည်းဖြည်းသွန်တာနဲ့အရှိန်နဲ့တအားသွန်ချတာနဲ့ထွက်တဲ့တန်ကြီးတူသလားထွက်ခြင်းတော့အားကြီးတော့အထက်ကနေတွန်းထွက်လာတော့ဘာပဲတော့မပိတာတော့ဘူးလေဘလုနဲ့အဲ့လိုဖြစ်လာအဲ့ဒီနေတူပဲတဲ့ဘိသတ္တိဒေါသဖြစ်ပြင်းတဲ့တအားသွန်ပြီးတော့ပြောလိုက်တဲ့စကားဟာအစီအစဉ်တကြစကားတွေမဖြစ်တော့ပဲနဲ့ဘလွတ်နဲ့စကားတွေကဘလုံးရှုပ်ထွေးဖြစ်လာပြီးတဲ့ခါမှာတဲ့အကျိုးအကြောင်းမငြင်းညွတ်တဲ့စကားတွေဖြစ်သွားတတ်တယ်တဲ့အဲ့ဒါကိုအပရိပုံနာဝဆနာ
ပါတယ်လေဘုန်းကြီးတို့ညဝဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကဗိုလ်ချုပ်ကြီးဦးနေဝင်းဆက်ငံလေးမှာပြေးတယ်ညဝတန်ကနေပြီးတော့ဗိုလ်ချုပ်ကြီးဦးနေဝင်းတိုင်းပြည်ကိုမိကုံးပြောတယ်အဲ့ဒီဥစ္စာက TV မှာလာအဲ့ဒီမှာဗိုလ်ချုပ်ကြီးဦးနေဝင်းရဲ့အနေထားကိုကြည့်ပြေးတယ်ဒေါသသိဖြစ်နေဘာဖြစ်လဲအမှန်တမ်းပြောတာဒေါသသိဖြစ်နေသူမြမဆိုရင်လမ်းစဉ်ပါတီပြုတ်ပြီးပြုတ်တဲ့အခါဒေါသသိဖြစ်ဖြစ်တဲ့အချိန်မှာပြောတဲ့စကားတွေကပြေးတယ်ရှေ့နောက်လည်းမညီတော့ဘူးနဲ့အဲ့ဒီမှာဘာတွေဖြစ်လာလဲစကားတွေကမှားလာဘလ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 တင်းတွန်းပြောတာဒေါသတွေပြီးစာဝေးဒီဟိုလန်ဒီလန်လန်အဲ့ဒီမှာနောက်ဆုံးသူပြောသွားတဲ့စကားတစ်ခုရှိတယ်လေဟေတနာဆိုတော့လေအေးမပြောဘူးတော့ဟုတ်တယ်ဗျာမိုးဘောထောင်ဖောက်ဘူးတဲ့တနာဆိုတာပြင်းပါလေတဲ့တဲ့จิตတာတဲ့တွေ့လားအဲ့ဒါတရခံရှာလိုက်ဒေါသတင်ခံရှာလိုက်ပါလေဗျာဒါကြောင့်ဒေါသထိတ်ဆိုဘုန်းကြီးအဲ့ဒါပြောနေတာဗျာဒေါသတရားဟာဒေါသသမားအမှားများစွာတဲ့ဘာလဲပြောစမ်းဒေါသသမားကအမှားတွေများတယ်ခေါ်လာဗျာတဲ့ဧဒေါသသမအမှားများစွာတဲ့ဒေသနာတော်မှာရှိပါတယ်။ဒါကြောင့်မို့လို့ဆိုလိုက်စမ်းမှာဒေါသကြီးမှသို့သူများစကားမပီပါဒေါသကြီးမှသို့သူများစကားမပီပါကြောင်းကျိုးနှစ်ပါးမပြည့်ညာစကားဆိုရတာကြောင်းကျိုးနှစ်ပါးမပြည့်ညာစကားဆိုရတာရေဘူးသွန်ထဥပမာများမသားကြစေရာရေဘူးသွန်ထဥပမာများမသားကြစေရာဧဘိသတ္တေအဲ့ဒီအပရိပုံနာဝသနာဆိုတာဒေါသကိုပြောတာဘာကိုပြောတာဒါကြောင့်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြီးပြောတဲ့စကားမပိသတော်ဘူးတဲ့ဒီစကားကပြောသင့်တယ်မပြောသင့်တယ်လို့ငါပြောလိုက်ရင်ဘာဖြစ်သွားမယ်လို့အကြောင်းကျိုးကိုမသိတော့ဘူးတဲ့မစင်ကျင်တော့ဘူးတဲ့ပြောချင်တာတွေဆိုပြောတယ်အဲ့ဒါဒေါသရဲ့အပြည့်ဘာရဲ့အပြည့်လဲဘယ်နှမျိုးရသွားပြီနောက်တကလာအောင်ပဲပိဿယေဒေါသကိုဒုရုတ်တရတဲ့ဟောဒေါသလို့မခေါ်ပြန်ဘူးတဲ့ဒုရုတ်တရဘယ်လိုခေါ်လဲဒုရုတ်တရဆိုတာမကောင်းတဲ့ဖြင့်ပြောဆိုခြင်းနဲ့မကောင်းတဲ့ဖြင့်ပြောဆိုခြင်းလို့ဘာသာပြန်တယ်ဒေါသဖြစ်လာပြီဆိုရင်ပိဿတေဘယ်တော့မှစကားအကောင်းလေးကိုမပြောတော့ဘူးတဲ့အမေဟဲ့နှမဟဲ့ငါဟဲ့သွားပြီဒီတိုင်းဒေါသဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာစကားကောင်းကောင်းထွက်သလားသူတော်ကောင်းတွေရဲ့နာမှာဘုရားစာကြည်သောအရိယာသူတော်ကောင်းကြီးတွေရဲ့နာမှာမကြားထိုက်တဲ့စကားတွေစကားရုပ်တွေကိုနှုတ်ကားနေပြီးတော့ထွက်လာတာမို့လို့ဒေါသကိုဒုရုတ်တရလို့ခေါ်ရပါသည်လိုက်ဆိုပါဒေါသဖြစ်ရာတို့ချိန်ခါစကားမှလွန်ကျမ်းလာဒေါသဖြစ်ရာတို့ချိန်ခါစကားမှလွန်ကျမ်းလာအမေနမအစုံပါနှုတ်ကသူထွက်လာအမေနမအစုံပါနှုတ်ကသူထွက်လာမကြားဝွန်ရာစကားမှာပြောလာဒေါသပါမကြားဝွန်ရာစကားမှာပြောလာဒေါသပါဒါကြောင့်ပိဋကရဲ့မကြောက်ဝမနာတာစကားတွေကိုပြောလာတဲ့တရားခံဒေါသဘယ်သူလဲလဲဒေါသတဲ့ဘယ်နှမျိုးရသွားပြီနောက်တကဒေါသရဲ့အမိတစ်မျိုးလာပြန်ပြီအတုရောပဗါတဲ့လေ
မျက်ရည်ယိုစီးတာလို့ဘာသာပြန်သည်အတုရောပါဆိုတာမျက်ရည်ယိုစီးတာတဲ့ဘာလဲလဲမျက်ရည်ယိုစီးတာဘုရားစာပေမှာပေးတိုင်းဒေါသကိုမီးလို့လည်းဟောတယ်ဒေါသကိုဘာလို့ဟောမြင်လို့ဆရာတော်ဘုရားကြီးရက်တဲ့နဲ့နာဒိဋ္ဌပရဏမေတ္တာပို့တရားနာတော်ကြီးဒေါသကီဒေါသဟုသောမီလောဘကီလောဘဟုသောမီမင်းတို့တော်ကြီးညဟိုမြမသံဃာတိသိမ့်ပြီဆိုရင်မင်းတို့တော်ကြီးဒိဋ္ဌပရဏအယသမျက်နှာမေတ္တာပို့မှာကဘာကြီးမှာတောက်လောင်းပြီးတော့ဒေါသကီဒေါသဒီဟုသောမီအဲ့ဒါဒေါသကိုပြည့်တဲ့မီးနဲ့တင်စားတာဒေါသဟာမီးနဲ့တူတယ်ဒေါသဘာနဲ့တူဒေါသဟာမီးနဲ့တူတယ်ဒေါသဖြစ်ရင်မီးလောင်တာနဲ့တူတယ်ဒေါသဖြစ်ရင်ဘာလောင်တာနဲ့တူတယ်ကောင်းပြီအဲ့တော့ဥပမာလေးထပ်ပေးမယ်ပြည့်တဲ့အိမ်တက်အိမ်ကိုမီးရှို့မယ်အိမ်တဲ့ကိုဘာလောင်လဲရွာလေးမှာပြီးတော့ကြောက်ဖို့မှာမိတုတ်ဖြစ်တယ်မကြားဘူးလားမိခွင်းဖြစ်တယ်မကြားဘူးလားကောင်းပြီပြည့်တဲ့အဲ့ဒါဥပမာကြည့်တာဟိုမှာတောင်ထောင်းနေမိုးလာတဲ့တက်ကလေးမိုးလာတဲ့အိမ်မဟုတ်မိတုတ်ပြစ်မယ်ဆိုတော့မိတုတ်မပြစ်ခင်မှာပြည့်တဲ့ဘာကိုမီးရင်ရှို့ရမိတုတ်ကိုမီးရင်ရှို့ရဘာကိုမီးရင်ရှို့ရဟိုအိမ်မောကိုမီးပြစ်ဖို့ဆိုတာသူ့အရင်လောင်ရတယ်ဘယ်သူရင်လောင်ရလဲမိတုတ်အရင်လောင်ရတယ်ဟုတ်တယ်ဟုတ်လားဒီမိတုတ်ကိုမီးမရှို့ဘဲနဲ့ဟိုမီးလောင်ပါမလားအဲ့ဒါကိုအိမ်လောင်တာနောက်ဟိုအိမ်လောင်တာပါလေသူကအရင်လောင်ရတာပဲနော်မိတုတ်နဲ့ပြစ်တယ်ဆိုတာပဲဒီတိုင်းပြစ်လို့မရမိတုတ်ကိုမီးရှို့ရမှာကိုအဲ့တော့ဟိုအိမ်လောင်တာကဒုတိယမိတုတ်ကအရင်လောင်ပါသည်ထိုနည်းတူစွာပဲပရိသတ်တွေဒေါသဟာမိနဲ့တူတယ်ဒေါသဘာနဲ့တူဒေါသမီပါပေတတ်တဲ့သူများကိုစိတ်ဆိုးတာဒေါသဖြစ်တာကနောက်တဲ့ဒေါသအရင်ဖြစ်တဲ့လူနော်ဒေါသဖြစ်တဲ့လူရဲ့နှလုံးစိတ်ဝမ်းမှာဒေါသဖြစ်သူရဲ့နှလုံးဟာပေတတ်တဲ့ဒေါသဖြစ်တဲ့အချိန်မှာဒုက္ခနာကိုအရင်ပူလာတယ်ဒုက္ခနာကိုဘာဖြစ်လားခန္ဓာကိုအရင်ပူလာတယ်သွေးတွေဆူလာတယ်နှလုံးသွေးတွေပွက်လာတယ်အဲ့ဒါဘယ်နဲ့ဖြစ်လာတော့သွေးတက်လာတဲ့ပုံစံဖြစ်လာတော့ပြည့်တဲ့မျက်နှာတွေနီလာတာဗောမနီလာဘူးလားအသားတွေမတုံလာဘူးလားအသားတွေတုံလာတဲ့နှလုံးသားတွေပူလာတယ်နှလုံးသားပူလာရင်ကိုယ်လည်းပူလာတယ်ဘာလဲပူလာတယ်ဟောအဲ့ဒါကြီးပြည့်တဲ့ခန္ဓာကိုယ်ပူလာတဲ့ဒေါသဖြစ်နေတဲ့လူရဲ့ခန္ဓာကိုယ်သွားကြိုက်ကြည့်ပြည့်တဲ့ပူနေတယ်ဒေါသဖြစ်နေတဲ့လူရဲ့ခန္ဓာကိုယ်သွားကြိုက်ကြည့်ရင်ဘာဖြစ်နေသလဲပူလာတယ်တဲ့နှလုံးသွေးတွေပူလာတော့ခန္ဓာကိုယ်လည်းပူလာတယ်ခန္ဓာကိုယ်ပူလာရင်အပူဓာတ်ကပြည့်တဲ့အပူဓာတ်ကခန္ဓာကိုယ်ထဲမှာရှိနေတဲ့ရေဓာတ်တွေကိုလှုပ်ဆော်ပေးလိုက်တော့ဘာဖြစ်လာတော့ဆိုရင်ချွေးနဲ့မျက်ရည်ထွက်လာတယ်ဘာနဲ့ထွက်လာတယ်ဒါကြောင့်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကပြေးတယ်ဒေါသကြရှိပြီးတော့ဒီချွေးရှိပေါက်တွေကြခန္ဓာကိုပူလာတယ်မျက်ရည်တွေကျလာတယ်ဘာတွေကျလာတယ်ခန္ဓာကိုယ်တွေပူလာတဲ့အတွက်ကြောင့်မို့လို့ချွေးတွေကလည်းစီးပြီးတော့ထွက်လာပါတယ်မျက်ရည်တွေကလည်းစီးပြီးတော့ထွက်လာပါတယ်ဓမ္မပရိသတ်ဥပလုံးဝဲဘလုံးရှုံးတယ်ငိုတယ်မငိုဘူးလားဘယ်သူငိုလဲဟိုကောင်းနေငိုတယ်ဘယ်ကောင်းနေပြောမသိအဲ့ဒီကောင်းနေငိုတယ်ပြောတာပဲနော်ငိုကြတယ်တဲ့အဲ့ဒါဒေါသအဲ့ဒါပါတဲ့လေရှင်းရှင်းရေးတယ်ဒေါသရဲ့လက္ခဏာဒါကြောင့်ဘုရားတရားကောင်းစင်လေးပေးလာတဲ့ကြည်တတ်ရင်ပါတဲ့လေတရားရမယ်ဩဖက်ပြီးတော့ငိုနေလိုက်ကြတာစိုက်ကြီးတမြင်နဲ့ဘာတော့ဘုရားတရားခံရှာလိုက်တော့ဒေါသတရားခံရှာလိုက်တော့ဘယ်သူလဲအမေသေးတယ်အဖေသေးတယ်သမီးလင်နောက်လိုက်သွားတယ်အမေအိမ်ငန်းထဲမှာသူ့ကိုယ်သူရင်မထူပြီးတော့ငိုမနေဘူးလားမျက်ရည်မထွက်ဘူးလားတရားခံရှာတော့ဘယ်သူလဲဒေါသဖြစ်လို့ဒီကောင်ကငါတို့လို့ပြောတော့ဒေါသဖြစ်လို့ငိုလေးတဲ့ဒေါသအဲ့ဒါပါလဲမေးသားရဲ့
ဒေါသတဲ့သမီးကတော့မီးလောင်တယ်မလောင်တယ်မသိဘူးသူကတော့အရင်လောင်နေပြီဒါကြောင့်မေခါရဲ့ဒေါသအတုရောပလို့ဒေါသကိုခေါ်ပါတယ်ဒါကြောင့်ဆိုလိုက်သားမှာဒေါသဆိုတာမိဘမသေချာတုလာတာဒေါသဆိုတာမိဘမသေချာတုလာတာဒေါသဖြစ်ရာမျက်ရည်မှာထွက်ခါလာတော့တာဒေါသဖြစ်ရာမျက်ရည်မှာထွက်ခါလာတော့တာဒေါသအမည်ဘယ်နှမျိုးရသွားပြီလဲ6မျိုးရသွားပြီနောက်တကဘိတာယဝါယုတခလေဝါယုတခဘာလဲပြောကြည့်ပါဒေါသကိုဝါယုတခလို့လည်းခေါ်တယ်ဝါယုဆိုတာလေတခဆိုတာခင်မွန်းလေနဲ့မိတ်ဆွေတငယ်ချင်းနဲ့ဒီလိုအဓိပ္ပာယ်ထွက်တယ်လေနဲ့မိတ်ဆွေတငယ်ချင်းနဲ့ဘာနဲ့မိတ်ဆွေတငယ်ချင်းကောင်းပြီဘုန်းကြီးရှင်းသားကပြောခဲ့ဒေါသကိလို့ပြောခဲ့ဒေါသဟာမီးလို့မြတ်စွာဘုရားမဟုတ်ဘူးမီးလောင်ရာဟောမီးလောင်ရာလေပင်နဲ့ဗမာစကားမရှိဘူးလားမီးနဲ့လေဟာမိတ်ဆွေမီးနဲ့လေဟာပါလဲမီးနဲ့ရေဟာရန်သူမီးနဲ့ရေဟာပါလဲမီးများရေများရေနိုင်အခုမိတ်ဆွေရသေးတိုင်းမီးနဲ့လေဟာမိတ်ဆွေမီးနဲ့လေဟာပါတယ်လေအဲ့ဒီလိုပါပဲတဲ့ပြေးသားရေဒေါသကသူကြီးပဲမနေဘူးတဲ့သူ့ရဲ့မိတ်ဆွေရှိတယ်သူ့ရဲ့တငယ်ချင်းရှိတယ်ဒါဖြင့်ရှင်ဘုရားဒေါသနဲ့တူတူတွဲပြီးတော့ဒေါသရဲ့မိတ်ဆွေဒေါသရဲ့တငယ်ချင်းဘယ်သူလဲဘုရားလို့မေးရင်မာနတယ်ဒေါသရဲ့မိတ်ဆွေဟာဘယ်သူတဲ့လဲဒေါသဆိုတဲ့မိမာနဆိုတဲ့လေမာနဟာလေနဲ့တူတယ်မာနဘာနဲ့တူဒေါသဟာဘာနဲ့တူမိနဲ့တူဒေါသဘာနဲ့တူမာနဘာနဲ့တူမိလောင်ရာလေပိမိပေသတိမိလောင်ရာလေပိမိဒေါသဖြစ်လာပြီဆိုလို့ရှိရင်လာပြီခါကြီးထောက်ပြီးတော့ဒီကောင်မတွေမျိုးသမီးတွေဆိုရင်လည်းခါကြီးထောက်ပြီးအဲ့ကောင်ကဘာကောင်မှမလို့မလေးသူတို့ချမ်းသာတာများကြီးကျယ်လှုပ်ငါဖဏတရားမိုးတော်မရှိဘူးဟောအဲ့ဒါမာနအဲ့ဒါဘာလဲမေတ္တာရဲ့ဒေါသဖြစ်တဲ့အချိန်မှာအဲ့ဒီမာနဝင်လာတယ်ဝင်လာမဝင်ဘူးလားဒေါသရဲ့တငယ်ချင်းမာနကဝင်ပြီးတော့သူတို့ကဘလောက်အစွမ်းစားရှိလို့တော့ဟာတတိကအောက်မှာဒီကောင်နေများငါ့ဘုံငါရှိတဲ့ကိုကုန်ပြီးတယ်ကွာချာမှာအဲ့ဒီတော့အပြုတ်တိုက်မှာကွာငါမပြုတ်ဖြုတ်မှာကွာဘယ်သူဖြုတ်နေရတော့မသိဘူးလို့ပြောဖြုတ်မှာဆိုတာပြောနေတာပဲဘုရားသားရဲ့ဒေါသနဲ့တွဲရဲ့မာနပါလာတယ်ဒေါသနဲ့တွဲရဲ့ဘာပါလားငါတွေ့လိုက်ရင်ဒီကောင်တွေလွင့်သွားတာကြာပြီဒေါသရဲ့တွဲရဲ့မာနပါလာတယ်တချို့ကြတော့ဘုရားသားရဲ့ဒေါသကြီးသူဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေဟာဘုရားသားတွေတတ္တိပြတယ်တဲ့ဘာပြတယ်လဲတူဘူးမှာပါဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေတတ္တိပြမင်းလည်းကောင်းတယ်ဘလောက်မဲ့လို့တို့ကမင်းတို့နဲ့မိုက်တယ်ကွာဒိုင်းတို့တိုင်ကိုခေါင်းနဲ့ပြေးဆောက်တာဟုတ်တယ်မဟုတ်လားအဲ့ဒါတတ္တိပြတာလေအဲ့ဒါဘာလို့တာလဲအမလေးဒေါသဖြစ်လာပြီဆိုရင်ဘုရားသားရဲ့တိုင်နဲ့ခေါင်းနဲ့ဆောက်ပြရတာနဲ့အုတ်ခဲနဲ့ခေါင်းနဲ့ထူပြရတာနဲ့ကိုဓာတ်နဲ့ထိုးပြဟဲ့အောင်နဲ့မင်းတို့မိုက်တာငါရှိတော့ဟာဒီမှာကဆွတ်နေဆိုပြီးတော့ကိုလက်မောင်းနေကိုပေါင်နေကိုဓာတ်နဲ့ထိုးပြပစ္စည်းတွေကိုရိုက်ပြတယ်ခွဲပြတယ်လင်မယားရံပြပြီဆိုရင်မရိုက်တိုင်းမိမမရိုက်ချင်တော့ပစ္စည်းတွေပါလို့မကွဲကုန်ဘူးလားအမှန်တတ္တိပြတာအဲ့ဒါဘာလို့တာလဲတတိယရာအမှန်နဲ့ငါဘာဖြစ်လို့တော့တော့ဗာတရားမှာတော့ငွေတော့ပဲမင်းငါဘာတော့ခုံချတယ်ကွာကြည့်ပြီးတော့ကွဲသွားပြန်ပြီလား
နေငါဘာပြားမှတို့ချတီးပြီးကိုးသွားမယ်မင်းအဲ့ဒါဘာလုပ်နေတာတော့တတ္တိပြားနေတာကြောက်သွားအောင်လန့်သွားအောင်သူ့ကိုတတ္တိရှိတယ်လို့ထင်အောင်ပဲသားရဲ့အဲ့ဒီချိန်မှာမာနဝင်နေတာဘာဝင်နေတာမိလောင်ရာကိုလေပင့်နေတာမိလောင်ရာကိုဘာပင့်နေတာဒါကြောင့်ပဲသားရဲ့ဒေါသထိန်ရဒေါသမထိန်နိုင်အမားတွေအများကြီးတွေ့မလားမတွေ့ဘူးလားဒါကြောင့်ဆိုလိုက်သာမှာဒေါသမိတ်ဆွေမာနာပေမလေးများသူငါဒေါသမိတ်ဆွေမာနာပေမလေးများသူငါမာနာဒေါသမိတ်ဖက်ကြမိုက်ပြလေတော့တာမာနာဒေါသမိတ်ဖက်ကြမိုက်ပြလေတော့တာတတ္တိရှိတာမဟုတ်ပါမိုက်တာခေါ်ရတာတတ္တိရှိတာမဟုတ်ပါမိုက်တာခေါ်ရတာတိုင်နဲ့ခေါင်းနဲ့ဆောက်ပြတဲ့ကိုကောင်းကိုခဲလုံးနဲ့ထုပြတဲ့မင်းတို့ငါဘာကောင်းထဲလို့တော့ကမင်းတို့တဲ့မိုက်တယ်ကွာဟာဒီမှာကွာအဲ့ဒီလိုလုတ်ပြနေတာမင်းတိုင်းအဲ့ဒါတတ္တိရှိတယ်မခေါ်ဘူးတဲ့မိုက်တာဘာဖြစ်တာလဲတတ္တိဆိုတဲ့စလုံးဟာပါဠိစလုံးဝင်တည်တယ်တတ္တိဆိုတာဘာပြောတာတော့ဆိုရင်စွမ်းနိုင်ခြင်းနဲ့တတ္တိဆိုတာဘာလဲစွမ်းနိုင်ခြင်းအလုပ်တစ်ခုကိုပြီးမြောက်အောင်စွမ်းဆောင်နိုင်ခြင်းဟာတတ္တိဟောဒီမှာဥဒ္ဒါမြေဥဒ္ဓမယုံဓမ္မသဘင်တရားဝေကိုညတိုင်းတိုင်းဒီနေ့ညပြီးတာမပြီးဘူးလားကိုညတိုင်းတိုင်းမပြည့်ဘဲနဲ့မိုးတဲ့လေထဲမှာရွာမိုးရွာနေပူလုံးမယ်ဆိုပြီးတော့ဓမ္မသဘင်တရားဝေဆိုရင်ကျင့်ပါပြီးတော့ဝိနည်းမိတာကိုဆရာတော်ဘုရားနဲ့ဓမ္မပလင်ဖွင့်လို့သာပြည့်ရေးပြန်ဘုန်းကြီးနဲ့ဓမ္မပလင်ပိတ်လို့ကိုညတိုင်းတိုင်းတရားဝေကြီးပြီးမြောက်အောင်စွမ်းဆောင်နိုင်ရတယ်ဆိုတာဘုရားတိုင်းတတ္တိရှိလို့ဘာရှိလို့လဲတတ္တိမရှိရင်ဒီတရားဝဲမိုးရတဲ့ညာတဲ့ကပြက်တယ်ဟုတ်တယ်မလားဟိုးသွားမယ်တရားနာမိသားကလည်းအေးကြီးအေးချမ်းချမ်းပူကြီးတရားနေတော်မှာဂတိကတွေများတယ်ဒီနေ့ဘုန်းကြီးတို့ဘုကိုးမျိုးဟိုဟာဆိုလို့ရှိရင်ဒီမှာဘုန်းကြီးကြည့်တယ်ဘုန်းကြီးဥမှုနေဘုန်းနေမိတောင်ဆရာတော်နဲ့ဘုန်းကြီးတို့ပဲပါတယ်အဲ့တော့ဒီမှာနေတော်မှာဂတိကဆရာတော်ကြီးတွေတို့တခါမှမနာဘူးတဲ့ဆရာတော်တွေကြွလာတာတို့သွားနာမယ်ဆိုယာနေဟုအေးနေတာပဲတဲ့တရားဝဲမပြတ်ပဲနဲ့ဒီကိုတတ္တိရှိနဲ့လာကြတာဘာရှိနဲ့လာလိုက်တတ္တိဆိုတာစွမ်းဆောင်နိုင်ခြင်းနဲ့တတ္တိဆိုတာဘာလဲခေါင်းကိုခဲလုံးနဲ့ရိုက်ပြတာပေါင်ကိုဓာတ်နဲ့လှန်ထိုးပြတာမိုက်နေတာတတ္တိရှိတာမဟုတ်ဘူးဘေးတိုင်းတတ္တိဆိုတဲ့ပါဠိစလုံးကစွမ်းဆောင်နိုင်ခြင်းနဲ့ဘုန်းကြီးတို့ဘယင်းနောင်ဆိုတာကြားဘူးလားဘမနေတာလဲသိဘူးကနားနဲ့မလားမသိဘယင်းနောင်တောင်ဘူးမှာဗမာနေတာလည်းဘယင်းသားရဲ့ဘယင်းအောင်တောင်ဘူးမှာနေတာဘယင်းအောင်တောင်ဘူးမှာနေရင်ကနေပြီးတော့ဟောဒီဘကောဟန္တာဝတိကိုလာသိတော့ပဲဘယင်းသားရဲ့ဟန္တာဝတိလာသိမယ်လို့တော့ဟန္တာဝတိတော်တော်နဲ့သိမရတော့ဘယင်းအောင်ကသိတယ်ဟန္တာဝတိတက်သိနေတာဒီမှာမွတ်တက်နဲ့ခုခံနေတာအဲ့တော့မဖြစ်ဘူးသူရဲကောင်းရွေးတယ်ဘာရွေးလဲဘယင်းသားရဲ့အဲ့တော့ဟန္တာဝတိကိုစစ်ချီမယ်သူရဲကောင်းရွေးမယ်တန်းစီစသားတွေကုန်လုံးတန်းစီပြီးတော့ဘယင်းတိုင်းဘယင်းအောင်သူရဲကောင်းရွေးပုံကလည်းဘယင်းတိုင်းအဲ့ဒါမှလက်ထိတ်ပြားကိုအပ်တင်ပြီးတော့တူနဲ့ရိုက်ခါတာသူရဲကောင်းရွေးတာလည်းဟိုတုန်းကတော့အဲ့ဒါနဲ့တခါနဲ့စသားတွေကုန်လုံးတန်းစီပြီးတော့သူရဲကောင်းရွေးတော့အဲ့ဒီမှာရှိရစသားတွေကတော့ဘယင်းတိုင်း14 5လောက်ရောက်တော့နောက်စသားတစ်ယောက်ရောက်တယ်ရှိရစသားတွေဘာမှမဖြစ်ဘူးနောက်စသားနေရာရောက်တဲ့အခါကျတော့ဒီလက်ညှိုးထိပ်ပေါ်မှာအဖျားတင်ပြီးတော့အဲ့ဒီအပ်ကိုတူနဲ့တဆုံးရိုက်ချတာပေါ့အဲ့ဒီမှာတစ်ချက်တော့သွားတယ်ရေစုံသားတဲ့အခါကျတော့အဲ့ဒီမှာဘာလို့ဆိုတော့သူဆက်သွားတာသူ့ကိုကျန်တဲ့ပုဂ္ဂိုလ်တွေကတော့
မတော့မဲနဲ့သူကြတော့တော့တယ်ဆိုတော့ဘေးကသက်သားတွေကဝိုင်းကြည့်တာဝိုင်းဖားလာတယ်မမတို့ဒီကောင်သားတွေမရှိဘူးပေါ့အဲဒီလိုသူကသူ့စိတ်ထဲသူထင်တာအဲ့တော့မေးတဲ့အဲ့ဒီမှာဘာလုပ်တယ်လဲအဲ့ဒီသက်သားဒီနော်သူ့ကိုအဲ့ဒီလိုအပြောခံရတဲ့အတွက်ကြောင့်အဲ့ဒီသက်သားဟာဒေါသဖြစ်တယ်ဘာဖြစ်လဲမိလောင်ရဘာပဲ့မယ်ဟဲကောင်လေးမင်းတို့လောက်တော့ငါတတ်သိရှိတယ်ကွာဆိုတဲ့မာနဝင်လာလားမဝင်လာဘူးလားတအိမ်ထဲကဓာတ်ဆွဲချွတ်တော့ပြီးတော့မိုက်ခွဲပြီးတော့တရေတိုင်းအဲ့ဒီဥကိုအဲ့ဒီစက်သားလေးတစ်ပတ်ပတ်ပြပြီးတော့ဘုံဆိုပြလဲပြီးတော့ပြေသွားတာအဲ့ဒီမှာဘယင်းတော်မင်းတရားကြီးကနန်းစင်ဘော်ကနေကြီးပြီးတော့ပြေးတိုင်းဘယင်းတော်မင်းကြီးကဘာပြောတော့ဆိုရင်အဲ့ဒီကောင်တတ္တိရှိတာမဟုတ်ဘူးတဲ့မိုက်ပြတာတဲ့ဘာလို့ပြတာလဲတဲ့မိုက်တယ်ဆိုတာမသိတာမိုက်တယ်ဆိုတာဘာလဲလဲမေးသားရဲ့ဒီလိုလုပ်ရင်ငါဒီလိုလုပ်လိုက်ရင်တစ်ဖက်သားဘာဖြစ်သွားမလဲဘာမှဖြစ်ဘူးသူအဲ့လိုလုပ်ကြလို့ဘာမှဖြစ်မသွားဘူးဖြစ်သွားတာမေးသားရဲ့ကိုယ်ပဲဆုံးရှုံးတာဘယ်သူဆုံးရှုံးတာလဲကိုယ်ပဲဆုံးရှုံးတာဒေါသနဲ့မာနဟာဘေးတဲ့နောက်ကနေလေလိုက်လိုက်ပြင်တာမိလောင်ကလေလိုက်လိုက်ပြင်အိမ်နေမှာလဲထုံနေတူသားမိသားစုတွေကလည်းလင်မယားနဲ့ရောက်ရံပြင်းမိမမရိုက်ချင်တော့ချိတဲ့ပစ္စည်းတွေခွဲလို့ဘာဖြစ်လဲဘာနောက်ဆုံးဆုံးရှုံးတာဟုတ်တယ်မဟုတ်လားနောက်ဆုံးဆုံးရှုံးတာပဲဘေးတဲ့တရားမို့လို့ဒေါသဟာကြောက်စရာကောင်းတယ်ကောင်းလားမကောင်းဘူးလားအေးသူများကိုတတ်ရဲဖြန်ရဲတာကိုပြန်ပြီးတော့ညင်းလဲပြရဲတာကတတ္တိမဟုတ်ဘူးတဲ့ဘေးတိုင်းအဲ့ဒါမိုက်နေတာအဲ့ဒါဘာလုပ်နေတာလဲမိုက်တယ်ဆိုတဲ့ကမသိတော့ဘူးတဲ့ဘာမသိလဲအကျိုးကြောင့်မသိတော့ငါဒီလိုလုပ်လိုက်ရင်ငါအတွက်ဘာဖြစ်မလဲဟိုပုဂ္ဂိုလ်တွေဘာမှဖြစ်မသွားဘုရင်တော်မင်းကြီးရှေ့မှာအဲ့ဒီစစ်သားကသူ့ဘိုက်ကိုသူဓာတ်နဲ့ဆွဲပြီးတော့ဦးကိုအဲ့ဒီမှာကွင်းထဲမှာနေထုတ်ပြီးတော့ပတ်ပြတာဘုရင်တော်မင်းကြီးနဲ့အဲ့ဒီတတ်မတော်တဲ့ဘာမှမဖြစ်ဘူးဖြစ်တယ်လားသူပဲအသက်ပေးသွားတာပဲကဲအဲ့ဒါတတ္တိရှိတာမဟုတ်ဘူးတဲ့ဘုရင်တော်မင်းကြီးကမိုက်တာတဲ့ဘုရင်တော်ပြောတဲ့စကားမှန်တယ်ဘုရင်တော်ပြောတဲ့စကားမှန်လားမမှန်ဟုတ်လားအေးဒါကြောင့်ဘုရင်သားရဲ့တတ္တိရှိတာနဲ့မိုက်တာကွဲရမယ်တတ္တိရှိတာနဲ့မိုက်တာမကွဲဘူးဆိုလို့ရှိရင်ခုမှကြည့်ဖို့ဟာတခါလေသူကိုယ်သူဓာတ်နဲ့ရင်ခွဲပြီးတော့ဦးလေးပတ်ပြတယ်ဆိုတာလူမိုက်တဲ့ရဲ့အလုံးတဲ့အဲ့တော့ဘယ်နှမျိုးရသွားပြီ9မျိုးရသွားပြီအဲ့ဒါဒေါသရဲ့အမိကွဲတွေပဲပြေးတာကြီးအဲ့တော့ကောင်းပါပြီဒေါသဖြစ်နေတဲ့သူဟာပျက်စီးခြင်းနှမျိုးနဲ့ပျက်စီးတယ်တဲ့ဒေါသဖြစ်နေတဲ့သူဟာပျက်စီးခြင်းဘယ်နှမျိုးလဲအဲ့ဒါလေးမပြောခင်မှာပြေးတိုင်းဒေါသဘာကြောင့်ဖြစ်ရလဲဆိုတာတရားခံရှာရမယ်နော်ဒေါသဖြစ်တယ်လည်းမပြောဘူးလားဒေါသဘာကြောင့်ဖြစ်ရတဲ့တရားခံရှာရပြီးတိုင်းအိတ်တာကြောင့်ဖြစ်တာဘာကြောင့်ဖြစ်တာအိတ်တာဆိုတာပရတံပတ္တိခယနာလက္ခဏာအိတ်တာမြန်မာလိုရှင်းရှင်းပြောမယ်ပရိသတ်ရဲ့မနာလိုတာအိတ်တာမနာလိုတာပါတယ်လေသူတွေကကြီးပွားတာတိုးတက်တာအောင်မြင်သွားတာစုယူသွားတာနံပါတ်ထိပ်သွားတာမနာလိုစိတ်ဖြစ်ခြင်းဒေါသပါလာတယ်ဘာပါလာလဲအခုဘုန်းကြီးတို့ဓမ္မလမ်းကြောင်းပုံမှာစီခိန်ပွဲတော်ရဲ့ဖြစ်ဖြစ်လေးပြန်တင်ကြည့်တယ်နော်ဒီတိုင်းမြန်မာလူမျိုးဆိုတော့ကိုယ်လူမျိုးကိုချစ်တယ်ဟုတ်တယ်မဟုတ်လားကိုယ်လူမျိုးပဲကိုအမေရတဲ့ရှိတယ်ဟုတ်တယ်နော်သူများလူမျိုးသူများအသိမနိုင်သေးဘူးဟုတ်သလားမဟုတ်ဘူးလားအေးနိုင်သွားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့မနာလို့နိုင်သွားတဲ့အခါဘာဖြစ်လဲဓမ္မလမ်းကြောင်းဘောကပဲပြောမယ်နော်ဘယ်လမ်းကြောင်းဘောကပြောမယ်အဲ့ဒါကြောင့်ဒေါသဖြစ်ကြတာအဲ့ဒါကြောင့်ဘာဖြစ်ကြတာလဲတွေ့လားဒေါသရဲ့တရားခံအိတ်တာဒေါသရဲ့တရားခံကဘာလဲပြေးတာအဲ့တော့ဒေါသဖြစ်လာပြီဆိုတော့ကိုပြန်စဉ်းစားငါမကြောင့်ဒေါသဖြစ်တာလေအိတ်တာအာကြီးလို့ဘာအာကြီးလို့လဲပြေးတိုင်းအိတ်တာအာကြီးတဲ့ပုဂ္ဂိုလ်ဟာဒေါသဖြစ်ပါသည်အိတ်တာအာကြီးတဲ့ပုဂ္ဂိုလ်ကဘာဖြစ်တယ်လဲပြီးတော့ဘယ်သူမှဘာမှပြည့်မပြောဘူးနော်ဖယားအလောင်းတော်တော်ကဒေါသဖြစ်လားမရှိဘူးလားဖြ
ဖြစ်တတ်တဲ့ပုထုဇဉ်ဗာလဲနေတာသို့တော့လက်သေးကိုရှာရတယ်ဘာကိုရှာရတယ်တနည်းပြောရင်တရားခံကိုရှာရတယ်ဘာကိုရှာရတယ်ဒီဘုံလုံးကြီးတွေမှာဒီလောက်အရှင်ကြီးရုပ်ရည်စင်းနဲ့ဖြစ်နေတရားကိုတခါလေဒေါသတွေပောက်ကွဲရတယ်ဆိုအဆုံးကလက်သက်ရှာလိုက်ပြီးအိတ်တာတရားပဲဘာတရားလဲကိုမြန်မာမကိုမြန်မာနိုင်စေခြင်းနဲ့ကိုမြန်မာမကိုရွှေတိတ်လို့ခြင်းနဲ့ကိုမြန်မာမကိုလှုပ်ခြင်းနဲ့ဟုတ်တယ်မဟုတ်လားသူများလည်းရလဲဟောဒေါသဖြစ်မလားဘူးလားတရားခံဆိုသူလဲအိတ်တာတရားခံဆိုလဲဘယ်ရေးတိုင်းဒါကြောင့်ကြည့်တတ်ရင်တရားရတယ်မကြည့်တိုင်းတော့တရားမရအောင်ဒေါသမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ခလေးစီးခိန်တရားဆိုတော့အဲ့ဒါပဲပြည့်တယ်နော်အဲ့ဒီဒီနေ့ဟောဒီတရားကဟောလို့သိကောင်းတာဘာလို့စီးခိန်ကမပြီးသေးဘူးပြီးပြီလားအခုဘာမှအဆင့်ဘယ်လောက်ရောက်နေပြီလဲဒါပေမဲ့နှစ်ပါနဲ့မဟုတ်ပါဘူးတစ်များပြန်ရောက်မလားလို့မျောနေကြလေးနဲ့ရှိနေကြသေးတယ်မဟုတ်လားမရတော့လေနေဖို့ဘယ်တတ်နိုင်မလဲရှော့ရတော့တာဟုတ်တယ်မဟုတ်လားအဲ့တော့ဘုရားကြီးတော်ပါပြီပြောချင်တာကအိတ်သားရဲ့သဘောတရားအလောင်းတော်များတော်မှာဘုရားကြီးဒေါသဆိုတာဖြစ်သည်ဖြစ်လားမဖြစ်ဘူးလားလက်ဝေသာကောင်းအလောင်းဖြစ်သောပြိုင်ဝဲဆိုင်ဝဲနိုင်မြဲအကျော်နိုင်ရင်ခါရိုးရိုက်ချိုးမြေပေါ်အသက်ကောင်းကောင်းဝိဘတော်ဝိဘတော်သနပါဟောပြီးသားရှိတာပဲဟောနေပလင်မောခါနာလို့မြတ်စွာဘုရားလိုက်ကာကွယ်ပလင်နောက်ကလိုက်ကာကွယ်နောက်ကသွားပြီးတော့ကိုရောမြတ်ဘုရားလဲလျောင်းတော်မူတရားသည်ရှင်သာရိပုတ္တရာငါတရားမဲ့ဆက်ဟောလိုက်ပါရှင်သာရိပုတ္တရာပလင်မောတက်လို့ဘုရားကိုစားတရားဟောရသည်ဟောအလောင်းတော်ဘုရားကဘိသိဒေါသနဲ့နော်တို့ဘုရားလောင်းတော့လက်ဝေသမားဖြစ်ဘူးတယ်ဘာဖြစ်ဘူးလဲတဲ့လက်ဝေသာကောင်းအလောင်းဖြစ်သောပြိုင်ပွဲဆိုင်ပွဲနိုင်တဲ့အကျော်ဘယ်သူမှပုံမထားဘူးငါရွှေကဘရလာတာငါရွှေကဘဘယ်သူမှမမေးနိုင်ဘူးတတ်သိရှိတဲ့ကောင်လာပြိုင်ကြည့်ပြိုင်လို့နိုင်တာနဲ့ဘိသိရဲ့နောက်ကိုတစ်သလုံးလက်ဝေမပြိုင်ရဲ့အောင်တဲ့အဲ့ဒီရှုံးသွားတဲ့လူကောင်းနေမြောက်ပြီးတော့အောက်ကဒုက္ခံပြီးတော့ခါချိုးပြတာဘာလို့ပြတာလဲတဲ့ဒါကြောင့်ဝိဘတော်ဆန္ဒပါမှာလည်းဒီပဏိတာဆရာဦးမောင်ကြီးကတရားနဲ့ရေးသွားတာလက်ဝေသာကောင်းအလောင်းဖြစ်သောပြိုင်ပွဲဆိုင်ပွဲနိုင်မြဲအကျော်နိုင်ရင်ခါရိုးရိုက်ချိုးမြေပေါ်အသက်ကောင်းကောင်းဝိဘတော်ဝိဘရောက်ရေးကြောက်သွေးတုံဝဲဖရာတော်လဲရှောင်လွဲမလွယ်တွေ့ကြုံရဲ့ကိုတဝဲလဲလဲမလို့သိဝကြွေးခက်လာတယ်ကျင်နာထောက်ထားသနာမြောခေါ်ကုသိုလ်ပွားမှုအပြုရနောနှိမ့်စေညင်မှန်တရားပြေကျော်ရှောင်ကျင်ရေးဝကြွေးစေဖို့မျောအလောင်းတော်များတော်မှာဘုရားတိုက်ကုသိုလ်ရှင်ဘဝမှာကိုယ့်ထက်သာရင်မနာလိုတဲ့စိတ်ရှိလားမရှိဘူးလားခါကိုရိုက်ချိုးပြတဲ့အဲ့လက်ဝေသမားဖြစ်တုံးကတရားမို့လို့ကြောက်เสียကောင်းတဲ့ဒေါသတရားကောင်းပြီမေးဆိုင်အဲ့ဒီဒေါသဖြစ်တဲ့သူဟာပျက်စီးခြင်းနှမျိုးနဲ့ပျက်စီးမယ်ပျက်စီးခြင်းဘယ်နှမျိုးပြစ္ဆုတ်ပံပျက်စီးခြင်းနဲ့တမလွန်ပျက်စီးခြင်းနဲ့ပြစ္ဆုတ်ပံမှာပျက်စီးခြင်းကဘာပျက်စီးမလို့ဆိုလို့ရှိရင်နှလုံးသားကိုဖျက်ဆီးမယ်တဲ့ဒေါသဖြစ်လာနှလုံးသွေးတွေစုပွက်ပြီးတော့လာတယ်အဲ့ဒီလိုနှလုံးသားတွေစုပွက်ပြီးတော့လာရင်ရုပ်ပါပျက်စီးတတ်တယ်ဘာပါပျက်စီးတတ်တယ်ဒါကြောင့်မို့လို့လောကမှာရမယ့်အပြစ်တွေဆိုလိုက်သားမှာဒေါသထွက်ညာသို့သူများရုပ်ကားမလှပါဒေါသထွက်ညာသို့သူများရုပ်ကားမလှပါစိတ်ဆင်းရဲစွာအိယရာမပ္ပဒေါသပါစိတ်ဆင်းရဲစွာအိယရာမပ္ပဒေါသပါဧဒေါသထွက်နေတဲ့ပုဂ္ဂိုလ်အပိယတတေရုပ်လည်းမလှတော့ဘူးတဲ့အိတ်တော်လည်းပဲအိတ်မပြောဘူးတဲ့စိတ်ဆင်းရဲနေရတယ်။ဘာဖြစ်နေရလဲ။ငါညကတညာလုံးအိတ်မပြောဘူး။ဘာလို့အဲ့ကောင်ကဒေါသဖြစ်နေတာ။အဲ့ကောင်ကဒေါသဖြစ်နေတာ။ဟောဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ကအိတ်တဲ့ခါမှလည်းပဲစိတ်ဆင်းရဲစွာနဲ့အိတ်
နေရတတ်တယ်တဲ့နောက်တစ်ခုဆိုချွေရန်သင်ပင်ကျော်စောခြင်းပျောက်ကင်းတော်သာပါချွေရန်သင်ပင်ကျော်စောခြင်းပျောက်ကင်းတော်သာပါဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့နာမပရိသတ်ဘယ်သူမှမကပ်ပါဘူးတဲ့ချွေရန်သင်ပင်နေလည်းပဲသူနာကနေခွာသွားတတ်သည်စိတ်တူတဲ့လူနာမှာချွေရန်သင်ပင်မနေဘူးတဲ့ဒေါသကြီးတဲ့လူနာမှာချွေရန်သင်ပင်မနေဘူးတဲ့သူ့ရဲ့ဂုဏ်တည်းကြော်စောခြင်းကလည်းပဲတဖြည်းဖြည်းနဲ့မိမိန်သွားတတ်တယ်တဲ့ဆိုလိုက်အကျိုးစီးပွားဆုံးယုတ်ညာမတာဒေါသပါအကျိုးစီးပွားဆုံးယုတ်ညာမတာဒေါသပါဒေါသကြီးတဲ့ပုဂ္ဂိုလ်ကပိဋကတ်တွေအကျိုးစီးပွားတွေလည်းဆုံးယုတ်တတ်တဲ့ဥပမာပေးမယ်ဈေးရောက်တဲ့လူကနှုတ်ချိုရတယ်လက်တိုးရတယ်ဟုတ်တယ်မဟုတ်လားဈေးရောက်တဲ့လူကနှုတ်လက်ကပါလေလေတိုးရတယ်တဲ့အဲ့ဒါပဲလေနှုတ်ချိုတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဈေးထိုင်ရောက်ဘယ်တော့မှစီဝါဖြစ်ပါလားမဖြစ်ဘူးဒီဆံဘလောက်လဲတပီဘလောက်မမြင်ဘူးလားဟောရေးထားတာဖတ်ကြည့်ပါဟောဈေးတယ်ကဒီလိုပြောလို့ရလားလဲကနေဘယ်သူအလိုမကျမဲ့စိတ်တုံနေပြီးတော့ဒါမလို့ရောမမြင်ဘူးလားဖတ်ကြည့်ပါလားအတော်ရင်းမလျှော့တော့လို့အိုးတခေါက်တိုင်းမှာဆိုမလျှော့ဘူးကြီးကြီးမကြီးနေဖြစ်မလားစီးပွားအဲ့တော့ဘယ်လိုလဲနှုတ်ချိုရတယ်ဘယ်လိုလဲဘယ်သားရဲ့နှုတ်ချိုရတယ်တဲ့ဒါကြောင့်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကဘယ်သားရဲ့ဈေးအောင်စားလို့မရဘူးတဲ့ရသလားအဲ့တော့ဒေါသနေတဲ့ပုဂ္ဂိုလ်မှာဈေးအောင်စားလို့ရနှုတ်ကတော့ချိုလက်ကတော့တူပေါ့ဟုတ်တယ်မဟုတ်လားဘယ်သားရဲ့ကဲရော့ထက်ပါလေတော့ထက်တယ်မပါဘူးလားစိတ်သားတောင်တာလုပ်ပေးတယ်ကဲထက်ပါလေယူသွားပါလေအစစ်လေးဩမပါဘူးထက်လိုက်တာဟိုကလည်းသဘောတွေကြာအဲ့ဒါပြောတာဘိဓိဆိုလိုက်ပါကြောင်းကျိုးနှဖျားမသိတာအဲ့ဒါဒေါသပါကြောင်းကျိုးနှဖျားမသိတာအဲ့ဒါဒေါသပါဒီစကားပြောတဲ့နဲ့မပြောတဲ့နဲ့မသိဘူးကြောင်းကျိုးဘာမှမစင်ကျင်ပဲနဲ့နေတာကဒေါသရဲ့အပြစ်တည်းဆိုပါမိကိုအားထားမရှိညာမတာဒေါသပါမိကိုအားထားမရှိညာမတာဒေါသပါအေတရားကိုအမှန်တိုင်းမသိတော်မူဒေါသအာရှိနေတဲ့ပုဂ္ဂိုလ်တွေသူ့မှာတရားကျင့်ကြွနေပြီဒါကြောင့်တရားအမိမရှိဘူးတဲ့ဆိုလိုက်ကိုမှပြန်တတ်တာအဲ့ဒါဒေါသပါကိုမှပြန်တတ်တာအဲ့ဒါဒေါသပါကိုပြန်တတ်ပြီးတော့သေသွားတဲ့လူတွေကဒေါသကြောင့်ဘာကြောင့်သေသွားတာသမီးလင်နောက်လိုက်သွားတယ်သဘောမတူတဲ့လူနဲ့သဘောမတူဘူးပြီးတိုင်းလင်နောက်လိုက်သွားတယ်ဒေါသမဖြစ်ဘူးလားသဘောမတူပဲနဲ့လူနဲ့လင်နောက်လိုက်သွားလို့ထပြီးပျော်ပြီးကနေတယ်မိဘတရားမှမရှိဘူးရှိသလားအိုးသဘောမတူတဲ့လူနဲ့လင်နောက်လိုက်သွားတဲ့သို့မဟုတ်မိမခိုးသွားတဲ့အိမ်မှာအမေနဲ့ဖေနဲ့ဒေါသတွေဖြစ်မနေဘူးလားတိတ်ရှင်လုံးအားကြီးတဲ့အခါကျတော့ဘာလို့တော့ဆိုတော့ဒီလောက်တော့ပြောမယ်ငါကောင်ကသတ်သေးတာကောင်းပါလေကွာဆိုပြီးတော့ချောင်းနဲ့ပတ်ကုန်ကြပြီးတော့ဝေးတာအဲ့ဒါဒေါသအဲ့ဒါပါလေဘိဓိယေကိုသတ်သေးတာဒေါသ6ကိုသတ်သေးတာဘယ်လိုကြောင့်လဲအေးဒါကြောင့်မို့လို့ဒေါသကြီးတဲ့သူသေသွားရင်ဒေါသေနာဟိသန္တာသတိတယဒေါသတတိတနိရယံဥပပစ္စတိကြမ်းတမ်းတဲ့ဒေါသကြောင့်သေသွားရင်ပိသတိကြမ်းတမ်းတဲ့ငရဲပုံမှာဖြစ်လိမ့်မယ်ဒါကြောင့်ဒေါသနဲ့သေငရဲပြေမှတ်လေဧကန္တာကြားဘူးတယ်ဟုတ်လားဆိုကြည်သားမှာဒေါသစိတ်နဲ့သေသွားရင်ဘယ်ကိုသွားမယ်
ဒါကြောင့်ငရဲမသွားခြင်းဒေါသထိန်ငရဲမသွားခြင်းဘာထိန်ရမလဲငရဲမသွားခြင်းဒေါသထိန်တဲ့ဒေါသကိုပယ်ဖြောက်ဒေါသပယ်ဖြောက်ဆိုတော့ရှင်ဗျာဒေါသတပည့်တော်တို့ဘယ်လိုပယ်ဖြောက်အောင်မှာတော့ဆိုရင်ဒေါသရဲ့ပယ်ဖြောက်နည်းရည်တဲ့ရန်သူအပေါ်မှာမေတ္တာစိတ်ပေါ်လာအောင်မွေးရမယ်ကိုဒေါသဖြစ်နေတဲ့လူရဲ့အပေါ်မှာမေတ္တာစိတ်ဖြစ်ပေါ်လာအောင်ဗာသေးဖြစ်ပေါ်လာအောင်မေတ္တာစိတ်ဖြစ်ပေါ်လာအောင်မွေးထားနိုင်ရမယ်တဲ့ဘေသတ္တိကဲအကဲရညာမေတ္တာစိတ်မဖြစ်ဘူးဘယ်လိုလုပ်မလို့ဘုရားဆိုရင်ဘုန်းကြီးတို့ဝိသုဒ္ဓိမဲ့ထေရဂရမှာလေဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေရှင်ញင်ရမယ်နှလုံးသွင်းရမယ်တရား10မျိုးပြထားတယ်ဘယ်နှမျိုးပြထားတယ်ဗမာစကားကြည့်ပါတယ်မီးများရင်ဗာနိုင်မယ်ရေများရင်မေတ္တာဆိုတာအေးမေတ္တာဆိုတာဗါတဲ့မေတ္တာဆိုတာကြိုင်ကြိုင်မွေးတဲ့အခိုင်လေးနဲ့ပန်းနေလို့လေအောက်လေညာပဲမရွေးဘူးတကယ်မွေးတယ်ပြင်မဲ့ဆိုသူသူငါငါမှန်သမျှတို့ပညာစင်ညာနေတိုင်းကိုမေတ္တာအကျိုးခုံတဲ့ကိုပြည့်ပြိုးရစေလို့အဲ့ဒါကြောင့်ပညာစင်ညာမေတ္တာပန်းငိုင်ကိုမေတ္တာဆိုတာဘိသရေပန်းတယ်လဲတူတယ်ရည်နဲ့လဲတူတယ်အဲကြောင့်ဒီလိုဆိုတော်ကြီးကမေတ္တာနိသာကရောလောကေတရားဝဲဖွင့်တယ်မေတ္တာဘုလေးလေးနဲ့ဒီဂါထာတော်ကြီးယူပြီးတော့တိတိမူဆရာတော်ဓမ္မသမီးတရားဝဲဆိုအဲ့ဒါပဲဘိသရေအဲ့တော့ဓမ္မမေတ္တာပို့ကြည့်တယ်မရဘူးဒေါသကသိဖြစ်နေတယ်ဘယ်လိုဖြေပြအောင်လဲဝိသုဒ္ဓိမဲ့ထေရဂရမှာပိသတ္တိရှင်ញင်ရမယ်တရား10ပါးပြထားတယ်ရှင်ញင်ရမယ်တရားဘယ်နှပါးလဲကဲလိုက်ဆိုကြည်စမ်းမှာဗုဒ္ဓဂုံများအစဉ်ပွားဖြေသွားနေလိုက်ပါဗုဒ္ဓဂုံများအစဉ်ပွားဖြေသွားနေလိုက်ပါပုဂ္ဂိုလ်တယောက်ပေါ်မှာစိတ်ဆိုးနေတဲ့ဒေါသဖြစ်နေပြီးတိုင်းဖယားကုံနာနာပွားပြီးတဲ့ဘာကုံနဲ့လဲအရဟံ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 ယောနာနာဗုဒ္ဓ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 ယုတ်နေဟိုစိတ်မရောက်နဲ့ဘဂဝါ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 ဘုရားကုံတော်ကိုပါတဲ့မှာချိတ်တဲ့ဂုံတော်တကုကိုဘုရားတိုင်းနှုတ်ကနေထုံပြီးတော့နှုတ်ကနေထုံပြီးတော့စိတ်နဲ့မရဘူးနှုတ်ကနေထုံပြီးတော့ယွတ်နေပါတဲ့ဘုရားကုံပွားရင်ဒေါသပြောက်တတ်တယ်ဘုရားကုံပွားရင်မပြောက်တတ်တယ်အဲ့ဒီတနည်းနဲ့ဖြောက်တယ်မရဘူးဘုရားနောက်တနည်းပြောမယ်မင်းတိုင်းဆိုလိုက်စမ်းမှာကောက်ွယ်ကိုရှာကိုယ်စိတ်မှာဖြေရာနေလိုက်ပါကောက်ွယ်ကိုရှာကိုယ်စိတ်မှာဖြေရာနေလိုက်ပါတရားနဲ့တရားစိတ်ဆိုးလို့ဒေါသဖြစ်ကြအော်ကြခိကြငေါက်ကြငန်းညာပြီဆိုရင်ဘေးတိုင်းကောက်ွယ်လေးကိုရှာလိုက်တယ်ဘာကိုရှာလိုက်လဲဒီပုဂ္ဂိုလ်ကငါစိတ်ဆိုးမဲ့လားစိတ်ဆိုးနေတာငါဒေါသဖြစ်မဲ့တာဖြစ်နေတာဟိုတုန်းကငါပေါ်မှာကောင်းမှုတယ်ငါမရှိတော့ငါကိုကယ်ဘူးတယ်ငါကိုဆံလာပေးဘူးတယ်ငါကိုအဝတ်လာပေးဘူးတယ်ငါပက်ဆံမရှိတော့ငါကိုပက်ဆံထုတ်ချီးပေါ်ရတယ်လို့ကောင်းွယ်လေးတစ်ခွဲကိုရှာလိုက်ရင်ပြေးတိုင်းဒေါသပြေသွားတယ်ဘာပြေသွားလဲအဲ့ဒီလိုမှမဟုတ်သေးဘူးမပြေသေးဘူးဆိုရင်နောက်တနည်းရှိသေးတယ်ဆိုလိုက်ဒါမှတူဖက်ပြိုင်တာငါတွေ့မှာအကျိုးမှမရှိပါတူဖက်ပြိုင်တာငါတွေ့မှာအကျိုးမှမရှိပါသူနဲ့ငါတူပဲပြိုင်ပြီးတော့ငါစိတ်ဆိုးနေပြီမဲ့လို့ငါဘာအကျိုးမှမရှိပါလားတော့အဲ့ဒီလိုဆင်ញင်လိုက်ပါနောက်တစ်ခုဆိုပါသူဝန္တာရာဖြစ်နေမှာတွေးတာဖြေလိုက်ပါသူဝန္တာရာဖြစ်နေမှာတွေးတာဖြေလိုက်ပါနမလေးကပြေတတ်တယ်ငါကားတာဒီမှာစိတ်တွေဆိုသူကမှတ်ကြည့်ပြီးသူဝန္တာနေမှာ
အောင်မှာသူ့ဝင်တာတော့ငါဘာခံလိမ့်မလဲငါဒေါသဖြစ်တယ်ငါဒေါသငါထိမ့်မယ်ဟောသူငါ့ကိုကြိတ်ပြီးတော့ဝမ်းသာနေလိမ့်မယ်ငါစိတ်ဆိုးနေတာငါလက်သီးတွေနဲ့ထိုးနေတာငါမှန်နေရိုက်ခွဲနေတာကြည်ပြီးတော့ခိုးကောင်းဟောဝမ်းနေပြီးတော့ဝမ်းသာနေလိမ့်မယ်မဲ့သူဝမ်းသာတာငါဘာဖြစ်ခံနိုင်မှာလဲငါဒေါသငါထိမ့်မယ်လို့အဲ့ဒီလိုထိမ့်ရင်လည်းပဲဒီတိုင်းဒေါသဟာပြေပြောက်နိုင်ပါတယ်နောက်တစ်ခုဆိုဒေါသဆိုတာကောင်းကျိုးမှာဘယ်ခါမပေးပါဒေါသဆိုတာကောင်းကျိုးမှာဘယ်ခါမပေးပါဩဒေါသဖြစ်သေးငရဲသွားမယ်တဲ့ဒေါသနဲ့သိငရဲပြေးတဲ့ရှားတော်တွေခေါ်တဲ့တန်ခါကြားဘူးလေဒေါသဟာကောင်းကျိုးဘာတစ်ခုမှမပေးဘူးတော်ဟဲ့ဒေါသဒီပုဂ္ဂိုလ်ကငါဒေါသဖြစ်နေငါပဲအကုသိုလ်ပွားနေတာလို့အဲ့ဒီလိုဆင်ញင်လိုက်ရင်လည်းပဲပြေးတိုင်းဒေါသပြေးသွားနိုင်တယ်။ဘာပြေးသွားနိုင်တယ်။နောက်တစ်ခုဆိုလိုက်ဟိုဖယားမကြိုက်ဒေါသမိုက်မလိုက်ဖြေလိုက်ပါဖယားမကြိုက်ဒေါသမိုက်မလိုက်ဖြေလိုက်ပါဩသတ္တောထေရှာမြတ်စွာဘုရားကရှိမယ်ဆိုငါဒေါသဖြစ်နေတာဘုရားလာပြီးတော့ဆုံးမမှာပဲဘာဖြစ်လို့လဲဒေါသဖြစ်တာကိုမြတ်စွာဘုရားနှစ်တော်မမူဘူးကြိုက်တော်မမူဘူးဒါကြောင့်မြတ်စွာဘုရားမကြိုက်တဲ့ဒေါသငါဘာဖြစ်လို့ဖြစ်ရမှာလဲလို့ပြေသတ်တယ်အဲ့ဒီလိုဖြေလိုက်ရင်လည်းပဲဒေါသပြေသွားနိုင်တယ်ပြေသွားနိုင်လားမပြေသွားနိုင်ဘူးလားဘယ်နှချက်ရှိပြီလဲ6ချက်ဘယ်နှချက်ရှိပြီလဲဆိုလိုက်ပေါ်မေတ္တာတရားဆင်ញင်ပွားဖြေသွားနေလိုက်ပါမေတ္တာတရားဆင်ញင်ပွားဖြေသွားနေလိုက်ပါအဲ့ဒီပုဂ္ဂိုလ်ဝါမှာစူးစူးဆိုင်ဆိုင်နဲ့ပြည့်တဲ့မေတ္တာပို့ပါတောင်းတသာသနာပြုဆရာတော်ဘုရားကြီးမေတ္တာပို့တဲ့ဤကိုကောင်းတယ်ဖန်ခွက်တဲ့ရေးထက်အဲ့ထဲမှာကြောက်စလိခဲလေးထက်ဒီကြောက်စလိခဲလေးဒီကိုနဲ့မတည့်တဲ့ကိုဒေါသဖြစ်နေတဲ့ဒူးလို့စိတ်ထဲကအာယုံပြုဖန်ခွက်ထဲမှာထည့်ရမှာဘယ်ထဲမှာထည့်ရမှာရေပြည့်ရှိတဲ့ဖန်ခွက်ထဲမှာအဲ့ဒီကြောက်စလိခဲလေးစိမ်ပြီးတော့အဲ့ဒီကြောက်စလိခဲလေးထဲမှာစိတ်စူးဆိုင်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုမေတ္တာပို့ရင်ရောက်တယ်တဲ့ဟောဒေါသပြေးတယ်ဘာပြေးတယ်လဲဒါကြောင့်မေတ္တာတည်းမေတ္တာဆိုတာအလျာအနံမရှိပေမဲ့လို့မရှိတယ်တဲ့လေသွားပြန်ရှိတယ်တဲ့နမရှိလိုက်ဆိုပါဆွေမျိုးစက္ခဒေါသမှာဖြေကနေလိုက်ပါဆွေမျိုးစက္ခဒေါသမှာဖြေကနေလိုက်ပါတရားပေါ်မှာစိတ်ဆိုးပြီးတော့ဒေါသတွေတအားဖြစ်နေဒေါသဖြစ်ကြီးတစ်မျိုးကဆွေမျိုးစရမယ်အနမတေဘောယံဘိခဝေဆိုတဲ့အတိုင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘဝများစွာသံဃာကျင်နေခဲ့တဲ့နေရာမှာအမေမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အဖေမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ကြားဘူးတယ်မလားအေးအကိုမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ညီမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အလုံးဆွေမျိုးတွေအလုံးပါတယ်လေငါဒေါသဖြစ်နေတဲ့သူဟာအခုဘဝကငါနဲ့ရန်သူဖြစ်ပေမဲ့ဘုဘဝကငါအဖေများတော်နေမလားသူငါ့ကိုပညာတွေသင်ပေးခဲ့သလားသူငါ့ကိုထမင်းဝအောင်ကျွေးခဲ့ဘူးတဲ့ငါရဲ့ကျေးဇူးရှင်အဖေကြီးများဖြစ်နေမလားဘုဘဝကလို့အဲ့ဒီလိုဘေးသတ်တဲ့အနမတေကသံဃာလှမ်းကြည့်ပြီးတော့ဆွေမျိုးစားလိုက်ရင်လည်းပဲဒေါသပြေသွားနိုင်တယ်။ဘာပြေသွားနိုင်တယ်။နောက်တစ်ခုဆိုမယ်နမကိုကုဋ္ဌာပမှာစင်ញင်ကဖြေကနေလိုက်ပါကုဋ္ဌာပမှာစင်ញင်ကဖြေကနေလိုက်ပါဩသံပေမွေးခြင်းစေတိလက်ပြီးသွားအရေးဘုန်းကြီးတို့ခန္ဓာကိုယ်မှာ32ကုဋ္ဌာတဆိုတာကြားဘူးတယ်မလား။ကဲအဲ့ဒီတော့ဒေါသဖြေနေပြီတိုက်ဟုတ်ပြီငါမောင်ပြူကိုစိတ်ဆိုးနေတယ်။ဒီပေါ်မောင်ပြူဆိုတာတကယ်မှမရှိပဲနဲ့တကယ်ရှိတာယုံနာနှစ်ပါးတကယ်ရှိတာပါလေ။သူ့ယုံပေါ်ကြည့်လိုက်တဲ့ကသပင်ငါသပင်ကိုစိတ်ဆိုးတာလားမဟုတ်ဘူး။
သွားကိုစိတ်ဆိုးတာလားမဟုတ်ဘူးဆံမင်းမွေးခြင်းခြေစည်းလက်တွေ32ခုထားတာတစ်ခုချင်းချင်းကြည့်လိုက်တယ်ပြည်သားငါမောင်ပြူကိုစိတ်ဆိုးနေတာတော့ဟုတ်တယ်မောင်ပြူဆိုတာတကယ်မှမရှိပဲတဲ့ပရမတ္ထသစ္စာနေအရင်ဒီမောင်ပြူဆိုတာရုပ်အပေါင်းစုဖွဲ့စည်းထားတာပဲအဲ့ဒီဖွဲ့စည်းထားတဲ့မောင်ပြူတစ်ခုချင်းကြည်ကသပင်ကိုစိတ်ဆိုးတာလားမဟုတ်ဘူးမျက်ခုံးကိုစိတ်ဆိုးတာလားမဟုတ်ဘူးသွားကိုစိတ်ဆိုးတာလားမဟုတ်ဘူးအယိုးတွေကိုစိတ်ဆိုးတာလားမဟုတ်ဘူးအသွေးတွေအသားတွေခန္ဓာကိုယ်တွေကဦးတွေအသေးတွေနှလုံးတွေတစ်ခုချင်း32ခုတာဆင်ခြင်ပြီးတော့သွားလာပြီးတဲ့32ခုတာဆင်ခြင်ပြီးတော့ရှုပြီးတော့နေဒေါသပြေသွားတယ်တဲ့ဗာပြေသွားတယ်ကဲအဲ့ဒီလိုမှမပြေသေးဘူးဆိုရင်လည်းပဲနောက်ဆုံးဖြေပြောင်းနည်းတစ်ခုကိုဝိသုဒ္ဓိမဲ့ထေရရာမှာပြပါသည်။ကိုင်လိုက်သောကြည်သားမှာပစ္စည်းပေးယူလှုပ်လိုက်မှုဖြေယူနေလိုက်ပါပစ္စည်းပေးယူလှုပ်လိုက်မှုဖြေယူနေလိုက်ပါဟောကိုစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ကြီးကိုပြည့်တိုက်ပစ္စည်းလက်ဆောင်ပို့လိုက်ပါဘာလက်ဆောင်ပို့ရမလဲပစ္စည်းလက်ဆောင်ပို့လိုက်ပါကိုကမှစပြီးတော့ကိုယ်စိတ်ဆိုးတဲ့လူတပ်ပိဟောအော်ကောင်ငါ့ကိုသိပြောင်းသားပြီးသိကောင်းတယ်ဟဲ့ဘာလို့မရွှေစပိရတဲ့မှာငါတကယ်ချင်းကိုဟောတွေ့လားအဲ့ဒီလိုပစ္စည်းအပေးယူလှုပ်လိုက်ခြင်းအပြင်လည်းပဲဒေါသပြေသွားနိုင်သည်ဘာပြေသွားနိုင်သည်ဒေါသဖြေနည်းဆက်နည်းတဲ့ဒေါသဖြေနည်းဘယ်နဲ့နည်းတယ်လဲအဲ့ဒီဒေါသဖြေနည်းဆက်နည်းကိုလက်ကင်ကျင့်သုံးသွားမယ်ဆိုရင်ဘေသတ္တိဒေါသတရားတွေနည်းမယ်ဗာတရားတွေနည်းမယ်ဒေါသတရားတွေနည်းမယ်ဒါကြောင့်မြတ်စွာဘုရားတန်ကိုဒေါသတကြီးတွေရောက်လာတဲ့အတုရိန္ဒကလို့ခေါ်တဲ့ပုံနာကြီးတရားကိုမြတ်စွာဘုရားရေခေါ်တော်မြတ်ဟောတော်မူတဲ့ဒေသနာတော်ထုတ်ပြီးတော့ပြောကြဆိုဘေသတ္တိဧကံသမယဘဂဝါရသကေကလန္တကနိဝပေဝေယဝနေဧကံသမယခါရဝါစီတော်ကဘဂဝါဘုန်းတော်၆ပါးတခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးသည်ရာဇဂဟေတောင်းကြီးငါလုံးပိတ်ဖုံးကာကိုရသလိုခေါ်တဲ့ရှင်မြို့တော်မှာကလန္တကနိဝပေရှင်းတဲ့ပေါင်းတို့ကိုအစာကျွင်း၍ဖေးမဲ့ရလည်းဖြစ်ပေသောဝေလူဝနေဝါတော်ပန်းရဝေဝခေါ်တဲ့ကြောင့်အရာမှာဝေရတိယပဒလေးလီဖြစ်ဟုမြတ်ဤရွှေမြုံတရင်သုံးကစံပဲတော်မူခဲ့ပါပေသတည်းဘုရားရှင်ကိုရောမြတ်ရာဇဂိုပြည်မောဝေလူဝရွှေကျောင်းတော်မှာတရားစံပြောမွေလျော်တော်မူတဲ့စဉ်ကာလပရိသတ်ပုံနာကြီးတယောက်ရောက်လာတဲ့အတုရိန္ဒကပုံနာနာမည်ဘယ်သူလဲအတုရိန္ဒကလို့အမည်ရတဲ့ဘာသာဒွါသအနွယ်ဝင်ပုံနာတယောက်ဒေါနဲ့မောနဲ့မြတ်စွာဘုရားထံကိုရောက်လာတယ်ရောက်လာခြင်းအကြောင်းတရားကသူတို့ပုံနာမျိုးတွေကဘာသာဒွါသအနွယ်ဝင်ပုံနာတယောက်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သမဏတခောရမတ္တတန္တိကေအာဃာရသမအနာဂါရိယံပပင်စီတောဘာသာတော်သာအနွယ်ကနေထွက်ပြီးတော့ပြေးတိုင်းရှင်းရှင်းပဲသူတို့ဘာသာကနေပြောင်းလာပြီးတော့ဘာသာပြောင်းလာပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာသမဏတခောရမတ္တတန္တိကေယဟန်ခောရမရဲ့အထက်မှာအာဃာရသမအိယာတိတောင်လူပေါင်းမှာခွာပြီးတော့အနာဂါရိယံအိယာမထောင်ယဟန်တဲ့ဘောင်မှာယဟန်တို့ရဲ့ဘောင်မှာပပ္ပစီတော်ဘုန်းကြီးဝတ်သွားပြီသင်္ကန်းဝတ်သွားပြီဒီတရင်ကြားရဒီတရင်ကြားတဲ့အခါကျတော့ငါတို့ဘာသာငါတို့အမျိုးဘာဖြစ်လို့ဒီခောရမဘာသာနဲ့ပြောင်းသွားတယ်ဟာတက္ကနဲ့ပြေးတိုင်းဒီတရင်ကိုကြားတော့စိတ်ဆိုးမှန်ဆိုးနဲ့အတုရိဏပုံနာကြီးကမြတ်စွာဘုရားထံကိုရောက်လာတဲ့တငယ်ချင်းကိုလည်းလိုက်ရှားတယ်တငယ်ချင်းနဲ့သူစိတ်တူတယ်ဘာလို့ဘာသာပြောင်းသွားတယ်လဲတို့ဘာသာသာဆိုအနေတို့ပုံနာအယူတို့ကသူယူပေါ့ဘာလို့ခောရမမြတ်စွာဘုရားရဲ့သာသနာတော်ဝင်သွားတာတငယ်ချင်းပေါ်မှာမကျေနပ်ဘူးတဲ့တငယ်ချင်းကတရားတော်အားထုတ်တငယ်ချင်းမတွေ့ဘူးကြောင်းတယ်မတွေ့တဲ့အခါကျတော့ဘုရားတိုက်သူ့ထောသားကဘသူရှိကိုရောက်သွားတော့ဆိုရင်မြတ်စွာဘုရားရှိကိုရောက်သွားတယ်ဘုရှိရောက်သွားတယ်မြတ်စွာဘုရားပေါ်မှာမကျေနပ်ဘူးဘာဖြစ်လို့ဒီကိုယ်တော်သင်္ကန်းဝတ်ပေးရတာလဲမြတ်စွာဘုရားရှိကိုဒေါသရောက်သွားပြီ
ရောက်သွားတော့ဘယေသတေဘဂဝန္တံအတ္တဘာဟိပရုတာဟိဝါစာဟိအကောတတိပရိဘာတတိမြတ်စွာဘုရားရှင်သွားပြီးတော့ခါးကြီးတော့လက်ညှိုးငေါက်ထိုးပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဆဲလဲဆဲတယ်ကျိန်လဲကျိန်တယ်ဒေါသတရားဘာတရားလဲကြောက်စရာသိကောင်းတယ်ဘိဓာဒါလောကသောတာတပ္ပိညုမြတ်စွာဘုရားအဲ့ဒါကလည်းဘုရားလည်းယုံကြည်ပြီးမြတ်စွာဘုရားလက်ညှိုးငေါက်ထိုးပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖရုတာယိဝါစာယိအကောတတိပရိပါတတိကျမ်းတန်တော်စကားတွေနဲ့မြတ်စွာဘုရားကိုဆဲလဲဆဲတယ်တတ်မဖြတ်မဲ့ဘာလို့မညာလို့မပြီးတဲ့ကျိန်နေကျိန်နေတယ်အဲ့ဒီကမှာဘုရားရှင်ကိုရောမြတ်ကဧဝံဝုတ်တေဤကဲ့သို့အတုရိတကပုံနာကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလာပြီးတော့ဆဲဆိုကျိန်မောင်းနေပါတော့လည်းပဲဘဂဝါဘုန်းတော်ကြောင့်စုအောင်ရသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကတုံဤစိတ်စိတ်ဝါဘာမှမပြောပဲဩဒီကောင်းစွာမသွေငြိမ်သက်စွာတည်းသုံးနေတော်မူခဲ့ပါပေသတည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ဘာမှခွန့်တုတ်မပြန်မဲနဲ့ငြိမ်ပြီးတော့ထိုင်နေတာကိုဘုရားရဲ့အတုရိတကပုံနာကြီးကလာပြီးဘုရားမီးလောင်ရလေပင်နာဗါတယ်လေဒေါသနဲ့မာနမိတ်ဆွေလို့မပြောခဲ့ဘူးလားအာသူ့ကိုယ်သူသိမ့်ထင်ကြီးသွားတာဟာဘယ်နဲ့လောကသုံးပါးဆရာတဲ့အမလေးတက်ကြတာတိယမျိုးတဲ့အမလေးလူနတ်တို့ဥခိုက်ပူတော်ထိုက်တယ်တဲ့ဟာဒီပုဂ္ဂိုလ်ကြီးဟာငါပြောနေတဲ့စကားကိုငြိမ်ပြီးတော့နားထောင်နေတာငါ့ကိုကြောက်လို့ဘယ်သူကိုကြောက်လို့လဲတဲ့သူ့ကိုယ်သူထင်ကြီးသွားတာပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ငါကိုကြောက်လို့ငြိမ်နေတာဘာမှမပြောပဲနဲ့ငုတ်ခံနေတာလို့ပိဿရဲ့အထင်ကြီးသွားတာမာနထင်ကြီးသွားတာဗါတဲ့လေရှေ့မှာဒေါသတွေဖြစ်နေတယ်နောက်ကမာနလေးကပင်ပေးတယ်အဲ့ဒီတော့အတုရိတကပုံနာကြီးဘာထပြောတော့ဆိုရင်ဇီတောတိသမဏဇီတောတိသမဏဟေးယဟန်ကောရမကိုငါအောင်ပြီယဟန်ကောရမကိုငါနိုင်ပြီထပြီးတော့ကျွေးကြော်လက်ကမောင်းခပြီးတော့အဲ့ဆိုဘုရားဘာမှမပြောဗုဒ္ဓသနာပလင်ထဲမှာကိုရောမြတ်ဘုရားတရင်သုံးငြိမ်ပြီးတော့ဘုရားတရင်သုံးတယ်အဲ့ဒါသူ့ကြောက်လို့တဲ့ဘုရားဘာမှမပြောငြိမ်နေတာဟေးငါအောင်ပြီကွာငါနိုင်ပြီကွာလို့ထပြီးတော့အဲ့ဒီလိုអော်လိုက်တဲ့အခါမှာဘုန်းတော်၆ပါးတည်းဘုရားရှင်ကိုရောမြတ်ကယေဇဝေမေညတိပါလောဝါစာယဖရုတံပနံဇယေစေဝတ္တတတံဟောတိယာတိတေကဝိသနတောပါရတော်သောပါရတော်သာအနွယ်ရတဲ့အတုရိတကဘုံနာကြီးဘာလောလူမိုက်သည်ဘာလောလူမိုက်သည်ဝါစာယနှုတ်ဖြင့်ဖရုတံကျမ်းသာသောသံဃာကိုဗနံပြောဆိုသည်ရှိသောဇယံငါအောင်ပြီငါနိုင်ပြီဟူ၍ဝေစင်တဲ့ဧကအမှန်အဖြစ်မေညတိမှတ်တင်ဤဝိဇာနတောသိခံခြင်းခုံကျေးဇူးကိုသိသောသူ၏ယာတိတိကအခြင်းသိခံခြင်းသည်အတ္တိရှိပါပေ၏တန်ဆသောသိခံခြင်းသည်သာလျင်တန်ဆကိုသိခံခြင်းသည်သာလျင်အတေဝါသောသိခံခြင်းဂုံကျေးဇူးရှိသောသူ၏သာလျင်ဇယံအောင်မြင်ခြင်းသည်ဟောဒီမုစ္ဆမတိဖြစ်ပါပေ၏လောဘဂဝါဘုန်းတော်ဖြောင်းစုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါဇာဝကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းဩအတုရိတကအမိယတဲ့တကားတော်ပုံနာကြီးကြံတတ်တဲ့စကားကိုပြောဆိုတတ်တဲ့လူမိုက်ဟာစကားနဲ့သူတော်ဘာအပေါ်မှာနိုင်ပြီအောင်ပြီလို့ထင်တတ်တယ်တဲ့အမှန်ကဆဲသူနဲ့သိခံသူဘာနဲ့ပါတယ်လဲဆဲသူနဲ့သိခံသူဒီနေ့ဥမာဆဲသူကအောင်နိုင်တာမဟုတ်ဘူးတဲ့သိခံသူကသာအောင်နိုင်ခြင်းဖြစ်တယ်
သူဒေါသထွက်ပြီးဆဲဆိုရိုက်တဲ့တိုင်းတာကိုကနေပြီးတော့ပြန်ဆဲမယ်ပြန်ရိုက်မယ်ပြန်နှက်မယ်ဆိုရင်လောကဥပမာအားဖြင့်တရားပြောပြီးပြည့်တယ်ခွေးခေါင်းတာကိုပြန်ခေါင်းတဲ့လူကိုမူလဟောင်းတာလဲခွေးပဲတဲ့ပြန်ဟောင်းတာလဲခွေးပဲတဲ့ဩမူလဟောင်းတာကလည်းခွေးပဲတဲ့ပြန်ဟောင်းတာကလည်းခွေးပဲလို့လောကဥပမာတိုင်းဒေါသအမျက်ပြန်ထွက်တဲ့သူဟာနော်သူရုပ်အဖြစ်ကိုလည်းရောက်တတ်တယ်စိတ်ဆိုးပြီးဒေါသဖြစ်နေတဲ့သူကိုစိတ်ဆိုးပြီးဒေါသဖြစ်နေတဲ့သူကိုစိတ်မဲ့ဆိုအမျက်မထွက်ဘဲနဲ့ကိုယ့်ရဲ့အမျက်ဒေါသကိုချုပ်တီးဆုံးမနိုင်သူသားလေတကယ်အောင်နိုင်သူဖြစ်ပါတယ်လို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမသိမိန်ကြားတော်မူလိုက်ပါပေသတည်းပရိသတ်တွေဒီဒေသနာတော်အတိုင်းဘုန်းကြီးတို့တီတီကိုဆရာတော်ဘုရားကြီးဓမ္မပလင်ဖွင့်တဲ့အခါမှာမေတ္တာဖို့စာပိုင်လေးတွေရှိပါတယ်အဲ့ဒီစာပိုင်လေးတွေရမယ်ထင်ပါတယ်ခန္တီဤယံခန္တီနှလုံးအစဉ်သုံးရှင်ပြုံးနိုင်ပါစေတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရှင်ပြုံးနိုင်ပါစေဒုမေတ္တာစွမ်းသဘာလွမ်းအိမ်ချမ်းရပါစေတတေဝတေနပါပိယောယောကုတ်တံပရိကုဇတိကုတ်တံအပတိကုတ်တံတောသင်္ကမံစေတိဒုက္ခယံပါရဒွါစာပါရဒွါစာအမိယသောအတုတုံတကပုံနာကြီးယောအကျဉ်သူသည်ကုတ်တံအမျက်ထွက်သူကိုဝါဒေါသကြည်သူကိုကုတ်တံအမျက်ထွက်သူကိုပတိကုဇတိတုတ်ပြန်အမျက်ထွက်၏တတေဝထိုတုတ်ပြန်အမျက်ထွက်သောသူဤသာလျင်တုတ်ပြန်အမျက်ထွက်သောသူဤသာလျင်ဒေနထိုတုတ်ပြန်အမျက်ထွက်ခြင်းကြောင့်ပါပိယောရုပ်မာခြင်းသည်ဟောသည်ဖြစ်၏ကုတ်တံအမျက်ထွက်သောသူကိုအပတိကုဇံတော်တုတ်ပြန်အမျက်မထွက်သည်ရှိသောဒုက္ခယံအောင်နိုင်ခဲ့သောသင်္ကမံစစ်ပွဲကြီးကိုဇေတိအောင်နိုင်သူလို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာစေတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းစိတ်ဆိုးဒေါသထွက်နေတဲ့သူကိုကစိတ်မဆိုးပဲနဲ့တပံပြန်ပြီးတော့ဖြစ်နေတဲ့ဒေါသကိုပြန်ပြီးချုပ်တီးပြီးတော့နေနိုင်ရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ကအောင်နိုင်တဲ့စစ်ပွဲကြီးကိုတကယ်အောင်မြင်တော့သူရဲကောင်းကြီးဖြစ်ပါတယ်လို့ဘုရားရှင်ကိုရောမြတ်ကမိန့်ကြားတော်မူတော်မှာပြည့်တိုင်အဲ့ဒီအတုရိတကပုံနာကြီးဟာသံဝေကဉာဏ်ဖြစ်သွားတယ်။ဘာဖြစ်သွားလဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မြတ်စွာဘုရားပြောတာမှလည်းအဘိက္ခဏံဘောဂောဓမ္မဘိက္ခဏံဘောဂောဓမ္မအလွန်နှစ်လို့ပဲကောင်းလာပါတယ်မြတ်စွာဘုရား။အိုယဟန္တာလောက်ပဲပြည့်တယ်မိခင်ပြဖုံးနေတာ။ဘာဖုံးနေတာမိခင်ပြဖုံးနေတာတောက်နေမိခင်တရေရဲ့ပြဖုံးနေတာအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကဓမ္မလေးနဲ့မှုတ်ချလိုက်တာပြည့်တယ်ရဲတောက်လာတာပဲတခါလေအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဝင်ချတောင်းပန်ပြီးတော့ဣဇယောမံဗန္ဒီယထမုံလံယထဘာလံယထအကုသလံတပိတော်မသိလို့မိုင်မဲလို့တွေ့ဝေလို့ရှင်ဘုရားဟောတပိတော်ကာယကံနဲ့လက်ညှိုးမမောင်ထိုးလို့ဆဲမိပါပြီဘုရားဝစီကံနဲ့ဆိုဆဲမိပါပြီဘုရားအဲ့ဒါတွေတပိတော်အတွက်သိခံခွင့်လွတ်တော်မူပါမြတ်စွာဘုရားလို့မြတ်စွာဘုရားထံတောင်းပန်ပြီးတော့လဘေယံဗန္ဒီဘဂဝါတော်တန်တိကေတပိတော်လည်းတပိတော်တနေချင်းလို့သာသနာတော်လို့သင်္ကန်းဝတ်တော်မယ်ဘုရားသင်္ကန်းဝတ်ခွင့်ပေးပါအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကဟဲ့တာရိပုတ္တရာတို့မောက္ကလန်တို့ဟဲ့လာကြနာဟဲ့အာနန္ဒာတို့ဟောဒီပုံနာကြီးမြတ်စွာဘုရားသာနာတော်ဝင်ရင်တယ်လို့ပြောနေတယ်ကိုင်းဆန်းချသင်္ကန်းဝတ်ပေးလိုက်ကြ
အဲ့ဒါမြတ်စွာဘုရားသာနာတော်ကိုရောက်လာပြီးတော့တရားတိုင်းတရားတွေကြိုးစားပွားများအထုတ်လိုက်တဲ့အာယတမဘာရတော်သောအရဟတဟောတိအာယတမဘာရတော်သောရှင်ဘာရတော်သတိအရဟတံတဲ့မြတ်စွာဘုရားရဲ့သာဝကတွေထဲမှာယဟန္တာတဆူသည်အဟောတိကောင်းစွာမသွေဖြစ်တော်မူခဲ့ပါပြီတကားဧဘယေသတေအတုရိန်တကရောမိယတေဘာရဒသာအနဝေဘုံနာကြီးဘုရားသာနာတော်သင်္ကန်းဝိပိလို့မကြခင်မှာပဲယဟန္တာတဆူဖြစ်တော်မူသွားတယ်လောဘမိလောဘကိဒေါသကိမောဟကိဆိုတဲ့အတိုင်းမင်းတို့စတော်ကြီးမိန်တော်မူတဲ့အတိုင်းနော်လောဘမိတွေလည်းငြိမ့်လို့ဒေါသမိတွေလည်းငြိမ့်လို့မောဟမိတွေလည်းငြိမ့်လို့ဘုရားသားရဲ့အေးတဲ့ကအေးဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရသွားတာဘာကိုရသွားတာဂိုင်းဘေးတိုင်ခဏညာဓမ္မသဘင်တရားဝဲဣမာရင်ပြီးဆုံးပါပြီတရားကောင်းစဉ်လေးကပါတယ်လေကြည်ကြရင်တရားရပါတယ်မကြည်ရင်သောပွားပါတယ်ဟောလားဘေးတိုင်အဲ့တော့ခဏပြန်သွားရင်လည်းစီတိပွဲမြင်ကြည့်ကြမမီလည်းတစ်ဘက်ကကြည့်ကြဟုတ်လားကြည်ရင်တရားရကြည်ရင်ပါတယ်လေအေးတရားခံရှာလိုက်တော့ဘိသတိအိတ်တာတရားပါဗာတရားတယ်သူများရသွားတာမနာလို့မဝေးချင်ဘူးဟုတ်တယ်မလားပရသံပါတိခိယနာလက္ခဏာအိတ်တာထိုးနိုင်တာပဲရခြင်းနဲ့ဒုပဲရခြင်းနဲ့ပုထုဇဉ်ကိုဟုတ်တယ်မလားပုထုဇဉ်အလောင်းတော်များတော့မှပုထုဇဉ်ဒီတရားဝင်လာရင်တော်တော်ဆိုးတယ်နော်တရားမို့လို့ပုထုဇဉ်ဘဝနဲ့သံဃာမှာကြာကြာမနေနဲ့ပုထုဇဉ်ဘဝနဲ့သံဃာမှာကြာကြာနေအမှားများတတ်တယ်။ဘာများတတ်လဲ။ဒါကြောင့်သံဃာခရီးကမြန်မြန်ထွက်ဖို့အရေးကိုနှိုးတော်တန်ပေးပြီးတော့အဲ့ဒါဒါနသီလဘောနာကုသိုလ်ကောင်းမှုတရားများအထောက်ပြီးတော့ခေမသံဃာနိဗ္ဗာန်ကိုတလနိုင်ကြပါစေ။လောဘမိဒေါသမိမောဟမိမာနမိတွေပယ်သနိုင်ကြပါစေ။လောဘရဲ့အပြစ်ဒေါသရဲ့အပြစ်တွေကိုသိပြီးတော့ပယ်သနိုင်ကြပါစေဆိုတဲ့ဒီမေတ္တာဒီစေရနာဖြင့်ဒီနေ့ညခေါ်တဲ့တရားကိုပိယသာရဲ့ဓမ္မကဗျာလေးတွေဆိုပြီးတော့တရားဝဲသိလိုက်ကြပါစို့အလုံးလိုက်ဆိုပါဒေါသအမျက်လွှမ်းတဲ့သောခါချမ်းသာမရသောကဝေဖြာဒေါသဖြတ်တော်ဝမ်းမြောက်ချမ်းသာဆိုရင်ကင်းစိတ်တွင်ကြည်မြလားဒေါသမြဲလွှမ်းတဲ့သောခါချမ်းသာမရသောကဝေဖြာဒေါသဖြတ်တော်ဝမ်းမြောက်ချမ်းသာဆိုရင်ကင်းစိတ်တွင်ကြည်မြလားဒေါသတရားသောခါလက်နဲ့ကဆိုးအောင်မိုးကဘာဒေါသအတွေ့ရဲ့စလီယာကဘာကြီးလောင်မီကြား၍လားဒေါသတရားကြီးမာသောခါလက်နဲ့ကဆိုးအောင်မိုးကဘာဒေါသအတွေ့ရဲ့စလီယာကဘာကြီးလောင်မီကြား၍လားဒေါသကင်းတော်ချစ်ခြင်းပေါ်လာသဗ္ဗဖို့ရေးမတွေ့သူငါသူချစ်ကိုချစ်အချစ်ကဘာကြည်ပြောမွေးရည်တွေ့ပထုံမှာဒေါသကင်းတော်ချစ်ခြင်းပေါ်လာသဗ္ဗဖို့ရေးမတွေ့သူငါ
သူချစ်ကိုချစ်အချစ်ကဘာကြည်ပြောမွေးရေတွေးပဒုံမှာကဘာတဝံအေးချမ်းစိန်ငါသောတာတရားအများပဲခွာမေတ္တာပြုလို့ထမိုးမြမရောက်စေကြောင်းသုတောင်းပတနာကဘာတဝံအေးချမ်းစိန်ငါသောတာတရားအမပဲခွာမေတ္တာပြုလို့ထမိုးမြမရောက်စေကြောင်းသုတောင်းပတနာဒေတိတောမေအယံဓမ္မောဗုဒ္ဓေနာဟိသဘာတိတောဒေနသာဝေဒုက္ခယံတုဇနာအိဋ္ဌသမင်ဟိနောဗုဒ္ဓေနာအရဟတသုတယံဘူဂိုင်းတုနိုင်မမြင်ခောရမဘုရားရှင်သည်အာဟိသဘာတိတောထံကတိုင်းဘယပြပြသာသာထိကရွဆိုရင်ခေါ်ကြအပ်သောအယံဓမ္မောကြည်တလည်းတရားရပါတယ်လို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနသို့သောစိဗုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပင်ကျွမဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ကြီးနောမိမိတို့အသိအလိုရှိအပ်တောင်းတာအပ်သောဣဒ္ဓမင်္ဂလာကျက်သိပြပြတို့နှင့်ပြည့်စုံကြကုန်၏ဖြစ်၍ဒုက္ခယတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်းဝိတော်များသည်သံဃာ၎င်းသံဃိကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍ပါသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူကောင်းပြီးပြီလျင်ဥဒ္ဒါမျိုးသစ်ရပ်ွက်ကြီးနှင့်ယူဥဒ္ဓမာယောသောဝတ္တိ၏လက်သက်နှစ်ကြိမ်မြောက်သုံးသိန်းအောင်ဝဲဓမ္မသဘင်ကိုကြပါကုန်၏ရှင်ဘုရားဘုရားဘွယ်တော်ကြီးတွင်ရှင်ဘုရားတို့သည်ဟောကြားတော်မူအပ်သောတရားတော်များကိုလူသေးသေးလေးလေးစားစားမှတ်မှတ်သားသားနာကြားကြပါကုန်၏ရှင်ဘုရားဘုမဓမ္မတရားတော်ကိုပူဇော်သည်အနေအားဖြင့်ဓမ္မဘုရားနဝကမ္မလူတော်ဝင်များနှင့်သင်္ကန်းသာရှိသောဘုရားဝေယဒီလိုကသေနာသုံးတယ်ရထမ်း၍လူတန်းပါကုန်၏ရှင်ဘုရားဘုမဓမ္မတရားပွဲတော်ကြီးရှင်မြောက်ရန်အတွက်လူရှင်
ဒီသက်အလိုလေးလူချင်းဝေယဝိသအမှုကြီးငယ်ဘယ်လိုတော့ပြုလို့ဆောင်ရွက်ခြင်းသာယဒါနာလောက်အားအလိုစံရှိသောကုသိုလ်ကောင်းမှုသုစုရောစေတနာသုံးတန်ရခံ၍သူလည်းရပါကုန်၏ရှင်ဘုရားဒီကောင်းမှုတို့သည်တတိတော်တို့အတွက်မဉ္ဇဉ်ဘုံဉဏ်ဘောဓိဉာဏ်ဤရာဟောပန်ကောင်းသည်ဖြစ်ပါစေသာရှင်ဘုရားယနေ့ယခုသူပြုသမျှသုတလာကိဘုရားကသောအနန္တဂိုင်းဝင်ယေသူတော်ရှင်ဒီခင်ဖခင်ဆရာသခင်တို့အားလုံးဒီဘဝကသောသတေကိုသောမိဟောင်းပါဘုဟောင်းဘွားပါသေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌သောသ၍ဘဝရပါရောက်ရှိသွားကြကုန်သောသေမျိုးညီရကိုမောင်နှမမိတ်ဆွေတင်္ဂါအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းအပရိသတ်ပေါင်းသူတော်ကောင်းတို့အား၎င်းရညာပါစေအမြဝေဤနှလုံးစုံကုန်သောဝေနေယဒုက္ခိတသတ္တဝါအနန္တတို့သည်ဝေသောအမြတ်ကိုရကြကုန်၏ဖြစ်၍ဝါမြောက်တို့မောသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သော